ကျွန်တော်တို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြပါဘူးဗျာကိုဂျိုစီဝါအတ္တအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်နေပုံများပါတယ်အဲ့ဒီထဲမှာခင်ဗျားမပါအောင်နေဘူးတိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဘူးကြိုးစားပါမယ်အဲ့တော့ကျွန်တော်ဒီနေ့အရေးဆုံးပထမဆုံးပြောရမယ်သတင်းအကြောင်းကတော့ကျွန်တော်တို့မနေ့ညနဆာကအစိုးရကထုတ်ပြန်ထားတဲ့ပြီးတော့ရွေးကောက်ပွဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်ထားတဲ့နော်ထုတ်ပြန်ထားတဲ့ဟိုနဲ့ပတ်သက်ပြီးတော့ပြောမှာပေါ့နော်ဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးနဆာကအစိုးရပြင်ဆင်မှုစတင်နေပြီလို့ကျွန်တော်တို့ကောက်ချက်ချတယ်ပေါ့နော်ဘာလို့ဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြင်ဆင်တဲ့ဥပဒေပေါ့ဗျာဥပဒေတစ်ခုပြင်ဆင်ပါတယ်ဘာလို့ဆိုပုံမှန်14ပေါ့နော်အဲ့ဒါကိုသူပြင်ဆင်တယ်နဆာကအစိုးရပြင်ဆင်ချက်ထုတ်ပြန်တာတွေ့ရတယ်အဲ့တော့ထုတ်ပြန်ချက်တွေပါတဲ့ဖော်ပြချက်အရဆိုရင်တော့ဒီဖော်ပြချက်အရဆိုရင်တော့လူတွေကြားရမှာတော့တော်တော်လေးတော့ဘာပြောလူတွေကြားရမှာနည်းနည်းလေးတော့တချို့တေချာဖတ်တဲ့လူတွေဒီနိုင်ငံရေးနဲ့နားလဲလူစိတ်ဝင်စားတဲ့သူတွေတော့ကတော့ဒါကိုကောင်းတယ်လို့တချို့ပြောကြတဲ့လူရှိသလိုတချို့ကတော့ဝန်ထမ်းတွေတော်တော်အဆင်ပြေထင်တာပဲလို့တွေးတယ်လို့ရှိတယ်လူကတော့လူမျိုးစိတ်ထူထူတွေးစရာတွေအဖုံဖုံနဲ့တော့ရှိမှာပေါ့ဗျာနော်ဆိုတော့ကျွန်တော်လောဆိုတော့အဲ့ဒီဥပဒေမှာဘယ်လိုဖော်ပြထားလဲဆိုတော့ကျွန်တော်ရင်ဖတ်ပြပါမယ်နော်ဥပဒေဖော်ပြချက်ကကျွန်တော်လွတ်မရဘူးဖုန်းနဲ့ကြည့်ပြပါမှာနော်ဥပဒေကိုဖုန်းနဲ့ကြည့်အဲ့တော့သူကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကလက်မှတ်ရေးထိုးပြီးထုတ်ပြန်တယ်ပေါ့ဗျာနော်ဘာလဲဆိုတော့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုံမှန်14ကိုအောက်ပါတိုင်းအစားထိုးရမည်ဆိုပြီးကြေညာတယ်နော်တတိယအကြိမ်ပြင်ဆင်တာပေါ့ဗျာသူအနေနဲ့တတိယအကြိမ်ပြင်ဆင်တာပေါ့နော်ဆိုတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်419အရဤဥပဒေကိုပြဋ္ဌာန်းသည်တဲ့ဤဥပဒေကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကိုတတိယအကြိမ်ပြင်ဆင်ဥပဒေကိုခေါ်ထုတ်ရမည်တဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုံမှန်14ကိုအောက်ပါတိုင်းအစားထိုးရမည်တဲ့နော်ပုံမှန်14မှာဘာလဲဆိုတော့နော်သူပုံမှန်14ကိုပြင်မဲ့ဟာပေါ့နော်ဆိုတော့ကော်မရှင်သည်တဲ့ပုံမှန်10ပုံမှန်ခွဲကားငယ်အရာကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကိုဖွဲ့စည်းရရင်အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြစ်စေနိုင်ငံဝန်ထမ်းများဖြင့်ဖြစ်စေအနည်းဆုံး3ဦးဖြင့်ဖွဲ့စည်းရမည်ရင်းပုဂ္ဂိုလ်များနဲ့တင့်လျော်သူတဦးကိုဥက္ကဋ္ဌဖြစ်တာဝန်ပေးရမည်သက်ဆိုင်ရာရွေးကောက်ပွဲအရာရှိကိုအတွင်းမှုဖြစ်တာဝန်ပေးရမည်ဆိုပြီးတော့ထုတ်ပြန်ထားတယ်ဆိုတော့ကတော့ဒီနိုင်ငံဝန်ထမ်းတဦးဆိုတာပါတော့နိုင်ငံဝန်ထမ်းဆိုတာပါသွားတယ်နော်နိုင်ငံဝန်ထမ်းဖြစ်စေဆိုတော့နိုင်ငံဝန်ထမ်းတွေကိုထည့်ဖွဲ့လို့ရတယ်မဖွဲ့ခြင်းလည်းရတယ်သူကမဖြစ်မနေဖွဲ့ရမလို့တော့ရည်ထားတာမဟုတ်ဘူးသဘောကတော့နော်ဆိုတော့ရွေးကောက်ပွဲကော်မရှင်ဖွဲ့အစီအစဉ်ဥပမာတော့မြို့နယ်ကော်မရှင်ရက်ကွက်ကော်မရှင်ကြေးရွာကော်မရှင်ပေါ့ကော်မရှင်တွေဖွဲ့ကြတာရှိတယ်အဲ့လိုကော်မရှင်တွေဖွဲ့ရွေးကောက်ပွဲနီးလာရင်တော့ကော်မရှင်တွေဖွဲ့ကြတာဟုတ်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အောက်မှာရွေးကောက်ပွဲကော်မရှင်အဖွဲ့ငယ်တည်တည်လေးရှိတယ်ပြည်ထောင်စုပြီးရင်ပြည်နယ်တိုင်းပြီးလို့ရှိရင်ခရိုင်ပြည်နယ်ပြီးခရိုင်ပြီးမြို့နယ်ပြီးရင်ရက်ကွက်ကြေးရွာဒီလိုတော့ဖွဲ့တာပဲဖွဲ့တဲ့ခါကျတော့အဲ့လိုဖွဲ့တဲ့ခါမှာဥက္ကဋ္ဌလေးရှိတယ်ရက်ကွက်ဥက္ကဋ္ဌလေးကြေးရွာဥက္ကဋ္ဌလေးရှိတယ်ကော်မရှင်အသေးလေးစပြောမယ်ဆိုပေါ့နော်ခင်ဗျားတို့ရက်ကွက်တစ်ခုမှနေထိုင်တယ်ရက်ကွက်ကော်မရှင်ဥက္ကဋ္ဌကြေးရွာတစ်ခုမှနေထိုင်တယ်ကြေးရွာကော်မရှင်ဥက္ကဋ္ဌရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌပေါ့ဆိုတော့ဒါမျိုးသူကသတ်မှတ်တာဆိုတော့အဲ့လိုကော်မရှင်ရဲ့ကော်မရှင်ဖွဲ့တဲ့ခါမှာသက်ဆိုင်ရာဒေသမှာရှိတဲ့အများယုံကြည်လေးစားခြင်းခံရတဲ့ပုဂ္ဂိုလ်တဦးဦးကိုသူအစားထိုးပြီးတော့တဦးကိုဖြစ်စေပုဂ္ဂိုလ်တွေတော့အဲ့ဒီပုဂ္ဂိုလ်တွေနဲ့ပေါ့တဦးတော့မဟုတ်အဲ့ဒီပုဂ္ဂိုလ်တွေနဲ့ပေါ့အများယုံကြည်လေးစားခြင်းခံရတဲ့ပုဂ္ဂိုလ်တွေနဲ့ဖွဲ့ရမယ်အဲ့တော့နိုင်ငံဝန်ထမ်းများဖြစ်စေဆိုတော့နိုင်ငံဝန်ထမ်းတွေနဲ့လည်းဖွဲ့လို့ရတယ်ဆိုကြပါစို့ပေါ့ဗျာကျွန်တော်နမူနာပေးတာနော်အစ်စ်လို့မထင်နဲ့ဟုတ်တော့ကြဆိုကြပါစို့ကျွန်တော်ရွာတရွာကခမရရွာတရွာမှာနေတယ်ပေါ့ရွာလို့ပဲကျွန်တော်မှမြို့တွေခဏထောင်းရွာတရွာရဲ့ရက်ကွက်အုပ်ချုပ်ရေးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရွေးကောက်ကော်မရှင်အဖွဲ့ဖွဲ့ပြီးလူ9ယောက်နဲ့ဖွဲ့မယ်ဆိုပါစို့နမူနာ9ယောက်နဲ့ဖွဲ့လိုက်တယ်ဆိုတော့3ယောက်ထိဖွဲ့လို့ရတယ်နော်သူက3ဦးဖြင့်ဖွဲ့စီအနည်းဆုံး3ဦးနဲ့ဖွဲ့စီမယ်ပြောတာအနည်းဆုံး3ဦးနဲ့ဖွဲ့စီမယ်ဒါပေမဲ့9ယောက်လောက်တော့ပူပြည့်စုံပါတယ်အဲ့တော့ဖွဲ့တဲ့ခါကျတော့အုပ်ကြီးပေါ့ရက်ကွက်အုပ်ကြီးလည်းပါမယ်လို့အုပ်ကြီးရပါပဲဆရာမလည်းထည့်ရင်ထည့်မယ်အဲ့မှာရဲရှိရဲလည်းထည့်ရင်ထည့်မှာရဲရှိရဲလည်းထည့်ရင်ထည့်မှာအဲ့ရွေးကောက်ပွဲကော်မဝန်ထမ်းလည်းထည့်မှာရွေးကောက်ပွဲကော်မရှင်နဲ့စီလို့ထားတဲ့ဝန်ထမ်းလည်းထည့်ရင်ထည့်မှာနော်ခက်တိုင်းဝန်ထမ်းထည့်မှာအဲ့တော့တခြားဝန်ထမ်းလည်းအစိုးရဝန်ထမ်းလည်းဖြစ်နိုင်တယ်အဲ့တော့အစိုးရဝန်ထမ်းတွေကတကယ်အောင်ဖြစ်နိုင်သလိုအရက်ဖက်တဲ့ကအများပြည်သူလေးစားတဲ့ပုံကိုလည်းပါလာနိုင်တယ်တခါဟိုဘာခေါ်လဲဆိုကျောင်းဆရာဆရာမတွေဘာအကုန်ပါတော့ဗျအဓိကတော့လူအနည်းဆုံး3ဦးထည့်ပါရမယ်ရွေးကောက်ပွဲကော်မရှင်ဒီအနည်းဆုံး3ဦးပါမယ်ရက်ကွက်တစ်ခုမှလည်းရက်ကွက်ဆိုလဲ3ဦးအနည်းဆုံး3ဦးနဲ့အထက်ရှိရမယ်ဆိုတော့ဒီလိုဖွဲ့လိုက်တယ်အဲ့ထဲမှာအဲ့ထဲကတယောက်ကိုတော့အများကဝိုင်းပြီးရွေးချယ်ပြီးတယောက်ကိုတော့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရက်ကွက်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီးရွာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌပြီးတော့ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနောက်တစ်ခုကတိုင်းရွေးကောက်ပွဲပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌပြီးတော့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဆိုပြန်ဖွဲ့တာပေါ့နော်ဆိုတော့အဲ့ဒါကိုသူကအတည်ပြုပေးတာပေါ့အဲ့လိုသွားပြပေးတာအဲ့တော့အဲ့ဒီမှာရွေးကောက်ပွဲအရာရှိကိုတော့အတွင်းမှုတဲ့ရွေးကောက်ပွဲအရာရှိကိုအတွင်းမှုရွေးကောက်ပွဲအရာရှိဆိုမှရွေးကောက်ပွဲကော်မရှင်ကခန့်လိုက်တဲ့ရွေးကောက်ပွဲအရာရှိကိုတော့အတွင်းမှုဖြစ်နေခန့်လိုက်တယ်ဒီသဘောလို့တာပေါ့နော်ဆိုတော့သဘောတော့ရွေးကောက်ပွဲနဲ့ပတ်သက်ရင်တော့ဝန်ထမ်းတွေလည်းအဲ့ကော်မရှင်ထဲမှာပါမဲ့သဘောပေါ့ဒီလိုသဘောပြောတာပေါ့နော်ဆိုတော့ဒီလိုသဘောသွားတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ကဒါအကြီးချင်းအဖြစ်နဆကတီခြေတလန်းပြီးတလန်း
တလန်းပြီးတလန်းပေါ့နော်ဗာလဲဟိုတချင်းနဲ့တလန်းချီတိုးလာတယ်ဗာလဲချီလန်းနဲ့နောက်ဆုတ်တယ်ဆိုတာဗာချင်းလဲကျွန်တော်ချင်းမိနေတယ်ချင်းအဲ့လိုပေါ့နော်တလန်းချင်းတော့တိုးလာနာဆက်ကနော်တလန်းချင်းတော့သူတိုးလာတယ်တလန်းချင်းတော့အဲ့တော့သူဒီရွေးကောက်ပွဲလုပ်ဖို့နီးလာလေသူလောအများတွေမှာတမကိုတောင်းစစ်အောင်တခုပြီးတခုလိုက်ထည့်တယ်ပြောချင်တာတော့ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းကဘလို့ခန့်ခဲ့လဲဆိုတော့သူသတိရသွားပုံပေါ်တယ်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲတုန်းကမတိုင်မီလေးမှာခင်ဗျားတို့အိုက်စာတွေရှိသေးတယ်အထောက်အထားရှိရနော်ရွေးကောက်ပွဲကော်မရှင်မှာကျွန်တော်ပြောတာဟုတ်လားမဟုတ်လားသိချင်ရွေးကောက်ပွဲကော်မရှင်မှာခင်ဗျားတို့သွားတောင်းဖတ်လို့ရတယ် website ထဲမှာလည်းတင်ထားတယ်သွားဖတ်လို့ရတယ်ရှာဖတ်လို့ရတယ်နော်ကျွန်တော်အခုပြောတာကိုဟုတ်လားမဟုတ်လားသိချင်ကျွန်တော်အချမ်းမြင့်ပြောပြမယ်သိချက်ပြောအချမ်းမြင့်ပြောမယ်အတိအကျကြီးကဏ္ဍနဲ့ကိန်းကဏ္ဍအတိအကျကြီးတော့ပြောတော့အချမ်းမြင့်ပေါ့နော်စလုံးပါတိုင်းပြောစာပါတိုင်းပြောတော့လူရင်းပြောရင်ပြီးခဲ့တဲ့ရွေးကောက်ပွဲကော်မရှင်တုန်းကဘာတွေလုပ်ခဲ့ကြလဲဆိုတော့ NLD ပါတီရဲ့ဝန်ကြီးချုပ်တွေကရွေးကောက်ပွဲကော်မရှင်တွေခန့်တဲ့အခါမှာရွေးကောက်ပွဲကော်မရှင်တွေဘသူ့ကိုခန့်ပါဘဝကိုခန့်ပါဘာလုပ်ပါဟိုဟာလုပ်ပါဒီဟာလုပ်ပါဆိုညွှန်ကြားစွာတွေတောက်လျှောက်ပို့တာဝန်ကြီးချုပ်ကဘသူ့ကိုပို့လဲတက်ဆိုင်မြို့နယ်ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတွေစီတန်းပို့တယ်တိုင်းဝန်ကြီးချုပ်ကတိုင်းကော်မရှင်ဥက္ကဋ္ဌစီကိုစာပို့တယ်ပို့ပြီးတော့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌခန့်ဘယ်သူတွေခန့်ပါဘယ်လိုလူမျိုးတွေကိုခန့်ပါဆိုပြီးတော့သူတို့ခန့်စေခြင်းတဲ့လူတွေကိုနာမည်မပြောတော့တမယ်လေးပဲပို့တာတချို့ဆိုနာမည်ပါတက်ပြောတာအဲ့လောက်ထိကိုတော့ခံခိုင်းတော့တဘောတော့ NLD ရဲ့ဝန်ကြီးချုပ်က NLD ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်တဲ့ကော်မရှင်အဖွဲ့ထဲမှာဘသူ့ကိုပါအောင်ထည့်ပါလို့ပြောတာသူ့လူတွေပါအောင်ထည့်ခိုင်းနေတာအဲ့လိုထည့်ခိုင်းပြီးတော့သူ့အနီတွေကြီးပါသွားပြီးတော့ရွေးကောက်ပွဲကော်မရှင်ရဲ့ပြည်내တိုင်းအဆင့်လေးတွေမှာအစအကုန်လုံးကအနီတွေကြီးပဲရွာတွေအထိအနီတွေကြီးပဲခင်ဗျအစိမ့်တကောင်းအောင်ပါဘူးအပြာတကောင်းအောင်ပါဘူးအဝါတကောင်းအောင်ပါဘူးအကုန်အနီတွေကြီးပဲအော်စရာကောင်းတာအကုန်အနီတွေကြီးပဲခင်ဗျအဲ့ဒီရွေးကောက်ပွဲခုနကျေးရရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့တွေလေအဲ့ဒီအဖွဲ့ရဲ့65%ကအနီတွေကျန်တဲ့9%ကဒါမတ်တက်သားလို့ကောက်ထည့်ထားတာအဲ့လိုလုပ်တာအဲ့တော့သူတို့ကအဲ့လိုဖြစ်တော့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတွေကိုသူတို့တာဝန်ရှိသူတွေဖြစ်တဲ့အခါကျတော့ရွေးကောက်ပွဲရွေးကောက်ပွဲမဲဆန္ဒနဲ့ပေးတဲ့နေရာတွေကိုဝင်နေတဲ့ကောင်ဝင်ထွက်ချင်တဲ့ကောင်ထွက်ဆိုတော့သူတို့လှုပ်ရှင်လုပ်လို့ရပါပြီအနီးတွေဝင်လို့ရတယ်ဝင်အစိမ့်တွေခဏနေအောင်မလို့ငါဒီလိုလုပ်တာပြီးတော့ပို့ဆိုးသွားတာကိုဗစ်ဟာကျွန်တော်အချိုင်းပြောကျွန်တော်ရွာပါတော့အဲ့တိုင်းဖြစ်ခဲ့တာကျွန်တော်ရွာတော့အဲ့တိုင်းဖြစ်ခဲ့တာကော်မရှင်ရဲ့တာဝန်ရှိသူတွေဒီရွေးကောက်ပွဲမဲပေးရမယ်မဲယုံနဲ့အနည်းဆုံးမှာကော်မရှင်တာဝန်ရှိသူတွေရှိကြတာအဲ့လူတွေအကုန်လုံးကအနီးတွေကြီးပဲအကုန်လုံးအနီးကြီးပဲပြောမယ်စိမ့်နေသို့မဟုတ်မစိမ့်တစိမ့်သို့မဟုတ်ပုံမှန် normal လူကခင်ဗျာအဲ့ဒီဖွဲ့တဲ့လူရဲ့ကျွန်တော်ပြောရတယ်10ယောက်မှာ2ယောက်ပါရင်တန်ကောအဲ့လောက်ထိဟုတ်လားမဟုတ်လားကိုကျွန်တော်ရွာလူတွေကျွန်တော်ပြန်ဂုတ်ဆွဲပြကြတယ်အဲ့တော့လူစင်းထုတ်ပြတယ်ဆိုဂုတ်ဆွဲပြကြတယ်ကျွန်တော်အဲ့လိုရှိတယ်အဲ့တော့သူကဘာလို့လဲဆိုတော့မဲလာပေးမဲ့လူကြတော့သူကဒီကောင်ကအစိမ့်မှန်းသိတယ်အဲ့ကောင်အစိမ့်မဲလာပေးမှာမပေးအောင်လို့သူကထည့်ပေးခဏနေမလို့နဲ့ဝင်တယ်ကိုလိုဖြစ်ကြစ်ထားရစ်ထားပြီးအဲ့လိုလုပ်တာပြီးတော့အချိန်ကြော်သွားအောင်လုပ်တာတို့နောက်တစ်ခုကဟိုမဲပေးလို့မရတော့ဘူးပြောတာလူတွေတက်စီလို့အဲ့လိုပြောချင်တာမဲပေးရတဲ့သူတွေအခြားနေရာကိုအခြားပါတီကိုမဲပေးရမဲ့သူတွေအစင်မပြေဖြစ်အောင်လို့အနောက်ရှက်ပေးတယ်ပြီးရင်အနီတွေလည်းလာဝင်အကုန်ဝင်ခိုင်းတာမင်းကမကိုဗစ်တွေပါလာပြောတယ်ဝင်အဲ့ဒါပြောပြီးတော့ရွေးကောက်ပွဲကော်မရှင်ကိုမြင့်နိုင်လို့ပြောမလားဗောနော်အဲ့ဦးမြင့်နိုင်ပေါ့အဲ့ဒီလူကခင်ဗျာရွေးကောက်ပွဲသတင်းစာရှင်းလင်းပွဲမှာမှတ်မိရအောင်ပဲအဲ့ဗီဒီယိုပဲခုတည်ရှိသေးတယ်အဲ့သတင်းတော့အမျိုးသမီးကအစိုးရသတင်းတော့နော်အဲ့မျိုးသမီးကအစိုးရသတင်းတော့အစိုးရနိုင်ငံပိုင်မီဒီယာတခုသတင်းတော့ तू ကမေးတယ်သူမေးတာတော့ဘာဖြစ်လဲဆိုတော့ရွေးကောက်ပွဲကော်မရှင်ဟွာတွေအားတဲ့အခုလူတွေကိုတဲ့6ပေကွာမဲသွားမယ်လို့ပြောရင်အခုပြုံချက်တိုးနေတယ်ရွေးကောက်ပွဲမဲအတွေ့နေတဲ့အဲ့လိုတွေ့လို့ तू ဒီလိုမေးတယ်ဆိုအဲ့မျိုးကိုခိုင်းအဲ့ဗီဒီယိုပိုင်းခုတည်ရှိသေးတယ်အဲ့မှာပြောရတော့ပြော तू ကသမီးကိုယ်တိုင်သွားခဲ့တယ်လားဟာသမီးပဲလားသမီးနောက်ချက်ပေးတာဟာသူတခါလဲအတင်းအဲ့မျိုးသတင်းတောက်ကိုတခါလဲကိုချိန်ကြောက်တာတော့မဟုတ်ဘူးသမီးကိုယ်တိုင်ကြုံခဲ့တာဆိုသမီးရပါလေရွေးကောက်ပွဲကော်မရှင်ကိုဂုတ်စိတ်လက်ဆွဲခေါ်သွားပြီးတော့အဲ့လိုမိတာဒါလုံငန်းနောက်ချက်တာနော်ပြီးတော့အဲ့လိုပြီးတော့နောက်ဆုံးကျတော့မတက်တယ်ဆိုကောင်မလေးကဘာဖြစ်လဲဆိုတော့အကယ်၍များတကယ်လို့များတာဆိုတော့ဖြစ်တယ်ဖြည့်တယ်တော့မရှိဘူးပိတ်လိုက်တာခင်ဗျမှတ်မိကြအောင်အဲ့ဗီဒီယိုပိုင်းပြန်ရှာကြည့်နားထောင်ကြည့်ရှိသေးတယ်ဆိုတော့ဘာလဲဆိုတော့အဂရိသူတို့လိုချင်တဲ့လူသူတို့ရစေချင်တဲ့လူရစေချင်တဲ့အခါကျတော့ channel လူတွေအကုန်အဲ့လိုပဲအဲ့အားတွေဒါကိုကိုကြုံကြီးတို့ကသူစဉ်းစားသွားမိတယ်ပုံပေါ်တယ်အဲ့ဒါမလို့အသေးအတန်တခါတည်းဟိုတောင်းစစ်အောင်လို့မလို့တော့ဆိုတာမျိုးပေါ့အဲ့လိုထည့်လိုက်တာဒီသဘောပဲအဲ့ဒီဘောကျွန်တော်မြင်အဲ့တော့ကိုတနည်းအားဖြင့်တော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမဲမတမာမှုနဲအောင်ပြီးတော့အဂရိတရားနဲပါအောင်တတ်နိုင်သမျှကြိုးစားတယ်လို့ခေါ်တာပေါ့တချို့ဝန်ထမ်းတွေတို့ကကြတော့စိတ်မကောင်းဖြစ်ကြအောင်ငါတို့ကွာလှုပ်ရှုပ်ပြန်ပြီးငါတို့လာထည့်ငါတို့အခုချိန်မှာမနေအသက်ရှင်အောင်နေရတာကိုငါတို့ထည့်ရပြီလို့တွေးအောင်တွေးပါလိမ့်မယ်မှန်ပါတယ်ဒါပေမဲ့ဥပဒေကတော့ဒီတစ်နှစ်အတွက်ပြတ်ထန်းတာမဟုတ်ပါဘူး။နောင်လာမယ့်နှစ်ပေါင်းများစွာအတွက်ကြိုတင်ပြင်ဆင်ခဲ့တာဖြစ်တဲ့အတွက်တချို့ဟာကြတော့လေတချို့ဝန်ထမ်းတွေအနေနဲ့လည်းအကယ်၍များငါတို့ကွာအကုန်ရွေးကောက်ပွဲကိုဆွတ်ထည့်နေပါပြီလို့တွေးရင်လည်းတွေးပါကျွန်တော်တို့တွေးတော့မှားတယ်လို့မပြောပါဘူး။ဒါပေမဲ့နိုင်ငံတော်အတွက်နိုင်ငံတော်ရဲ့တာဝန်9နှစ်တိထမ်းဆောင်မဲ့ပုံကိုယ်တွေကိုမဲလာပေးကြမဲ့ပြည်သူတွေမှန်ကန်မဲပေးခွင့်ရအောင်တာဝန်ယူခွင့်ရတဲ့သူတွေလို့ကိုမှတ်ယူပြီးတော့တတ်နိုင်သမျှနိုင်ငံတာဝန်ကိုကြည်ပြောစွာထမ်းဆောင်ပေးကြဖို့ပဲကျွန်တော်တို့အဲ့လိုကတိုက်တွန်းရုံကလို့ရအခြားဘာမှမရှိပါဒါပေမဲ့အဲ့ဒါသိကောင်းတဲ့ကိစ္စလို့ပဲကျွန်တော်တို့ပြောချင်ပါတယ်ပြီးတော့ရွေးကောက်ပွဲကော်မရှင်ရဲ့ခန့်ထားမဲ့သူကအထွေးမှုဆိုတဲ့ဖြစ်တဲ့အတွက်တောင်းအမှားရလို့သိမရဘူးဆိုတော့သဘောနောက်တစ်ခုက
ဒီဥက္ကဋ္ဌဆိုတဲ့လူတွေပါညာတယ်လေပြီးခဲ့တဲ့2020တော့လိုမျိုးထင်တိုင်းကျဲပြီးတော့ငါတို့တာစီနာစီငါတို့တာစီနာစီပုံစံမျိုးလုပ်မယ်တော့မထင်ပါဘူးအဲ့လိုလုပ်လို့လည်းမရတော့ဘူးမလုပ်သင့်တော့ဘူးလို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်ပြီးတော့ဒီခုလာမဲ့ရွေးကောက်ပွဲက PR နဲ့ FPTP ကိုတွဲကျင်းပမှာဖြစ်တဲ့အတွက်တချို့ဟာတွေထင်ထားသလိုမဖြစ်မှာမဟုတ်သေးဘူးအဲ့လိုကျွန်တော်ဒီလိုပြောချင်ပါတယ်အဲ့တော့ဒါလေးကဗိုလ်ချုပ်မှုကြီးမြောက်လို့အနေနဲ့ဒီရွေးကောက်ပွဲကိုလုတော့မယ်ဆိုတော့ခိုင်မာဆုံးဖြတ်ချက်ချပြီးတော့သူ့ဆုံးဖြတ်ချက်ကခိုင်မာပြီးတော့ရှေ့ကိုတလန်းချင်းရှေ့ကိုတိုးရင်နဲ့နောက်ပြန်ဆုတ်တော့မရှိဘူးပေါ့နော်ရှေ့ကိုတိုးလာတယ်လို့ပဲကျွန်တော်ဒီလိုပဲပြောချင်တယ်เนาะဒါတစ်ချက်ပေါ့နော်ဆိုတော့ဒါတစ်ချက်နောက်တစ်ခုကတစ်ဆက်တည်းမှာကျွန်တော်ဒီအစိုးရထုတ်ပြန်ချက်တွေကိုပဲကျွန်တော်ဒီနေ့သုံးသပ်မှာဖြစ်နေတယ်အဲ့ဒါဘာလဲဆိုတော့ပုဂ္ဂလိကလုံခြုံရေးပေါ့ဗျာပုဂ္ဂလိကလုံခြုံရေးနဲ့ပတ်သက်တာပေါ့ပုဂ္ဂလိကလုံခြုံရေးနဲ့ပတ်သက်တဲ့အားလေးတစ်ခုကျွန်တော်ဒီနေ့ပြောရမယ်အဲ့ဒါဘာလဲဆိုတော့ခင်ဗျားတို့အနေနဲ့ကို့မှာပေါ့နော်ဆိုတော့ကို့မှာပေါ့လုံခြုံရေးဝန်ထမ်းခံမယ်ခင်ဗျားကုမ္ပဏီရဲ့ကုမ္ပဏီကြီးလို့ဒါကုမ္ပဏီတွေနဲ့သက်ဆိုင်တယ်နောက်လူပုဂ္ဂိုလ်တွေရဲ့လုံခြုံရေးနဲ့သက်ဆိုင်နှမျိုးနဲ့သက်ဆိုင်တယ်ပေါ့နော်ဆိုတော့ခင်ဗျားကကုမ္ပဏီကြီးတစ်ခုဖြစ်တယ်ခင်ဗျားကုမ္ပဏီကြီးဖြစ်တဲ့ခင်ဗျားကုမ္ပဏီရဲ့ဝန်ဝိုင်းကိုစောင့်ရှောက်ဖို့အတွက်ဝန်ထမ်းလုံခြုံရေးဝန်ထမ်း10ယောက်ခန့်တယ်ဆိုရင်10ယောက်နဲ့အထက်ခန့်တော့မယ်ဆိုရင်တော့ခင်ဗျားသဘောနဲ့ခင်ဗျားခန့်နေခန့်လို့မရတော့ပါဘူးအခုကစပြီခင်ဗျားတို့ကခန့်လို့မရတော့ပါဘူးဘာလို့ဆိုတော့စက်ရုံတရုံဆိုရင်လုံခြုံရေးဝန်ထမ်းက10ယောက်မကရှိတတ်တယ်တချို့တပေါက်တည်းရှိရတယ်ဆိုရင်တော့စက်ရုံကဝန်ထမ်း6ယောက်လောက်9ယောက်လောက်ရှိမယ်အဲ့လိုပဲတော်တော်ကြီးသွားပြီးတော့ project ကြီးသွားမျိုးဆိုရင်ဝန်ထမ်း10ယောက်လောက်တော့ခန့်ရတယ်တခါလေသူတို့ကိုယ်ပိုင်လုံခြုံရေးဝန်ထမ်းခန့်တယ်လို့ဒီလုံခြုံရေးကုမ္ပဏီတွေကိုစီးရတယ်တစ်ဆင့်ခန့်တာရှိတယ်အဲ့လိုခန့်တာဖြစ်တဲ့အတွက်ပြောရရင်တော့10ယောက်နဲ့အထက်ကိုကုမ္ပဏီကိုလုပ်ငန်းမှာ10ယောက်တက်ခန့်တော့မယ်ဆိုရင်ကိုပိုင်ခန့်မယ်ဆိုရင်တချို့ကုမ္ပဏီကိုပိုင်ခန့်တော့မယ်ဆိုရင်ခုနပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရှောက်ဖို့လိုပါတယ်အဲ့လိုမဟုတ်ဘဲလုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီလုပ်တဲ့သူတွေအတွက်ကတော့လိုင်စင်ကတော့အစကတည်းကရှောက်ဖြစ်တယ်ပုံမထူးကြပါဘူးဒါပေမဲ့ကိုယ်သဘောနဲ့ကိုယ်ခန့်နေတယ်ဆိုပြဿနာရှိပါတယ်ဟို shopping center တချို့ဆိုရင် shopping center တွေဆိုရင်ခင်ဗျားကျွန်တော်နားလည်အောင်လွှဲပြောရင် Junction Square လို့ဟာမျိုး shopping center မျိုးဆိုဝန်ထမ်းလုံခြုံရေးဝန်ထမ်း10ယောက်ပဲကအဲ့တော့သူဒီအပြင်ကပုဂ္ဂလိကကုမ္ပဏီလုံခြုံရေးကုမ္ပဏီကိုငှားလို့ရတယ်လို့သူကိုယ်ပိုင်လည်းခန့်လို့ရတယ်ကိုယ်ပိုင်ခန့်မယ်ဆိုရင်တော့ခုနလိုင်စင်ရှောက်ရတော့မယ်ဆိုတော့ပြောတာအဲ့တော့အဲ့ဒါဘာလို့လဲဆိုတော့မနေ့က19ရက်နေ့ကမြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အစည်းအဝေးခန်းမှာကျင်းပတဲ့ဒီပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာကြီးကြပ်ရေးကိုကဲမှုဗဟိုကော်မတီရဲ့အစည်းအဝေးမှာနော်ပြည်ထောင်ဝင်ကြီးဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးထွန်းတော်အောင်ကနေပြီးတော့သူကတခါတည်းပြည်သူလူထုကို message အဲ့ရနေ message ပေးလိုက်တာပေါ့နော်ဆိုတော့ပြောရရင်တော့ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်မဲ့ကုမ္ပဏီတွေရောလုပ်ငန်းလုပ်မဲ့သူတွေရောကိုကုမ္ပဏီကကိုဝန်ထမ်းခန့်မဲ့လုံခြုံရေးဝန်ထမ်းခန့်မဲ့သူတွေပါ license လျှောက်ကြဖို့လိုပြီလို့ပြောတာဒါပေမဲ့ကိုခန့်မဲ့ကတော့10ယောက်နဲ့အထက်ဆိုရင်တော့ license လျှောက်ရတော့မယ်ဒါကိုပြောချင်တာအဲ့တော့အခုပြီးခဲ့တဲ့တလောကာလတစ်လျှောက်တော့နာမည်ကြီးခဲ့တဲ့ပုဂ္ဂလိကလုံခြုံရေး license တွေပေါ့နော်ပုဂ္ဂလိကလုံခြုံရေး license တွေပေါ့လုံခြုံရေး license တွေပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု license တွေနဲ့ပတ်သက်လို့တရုတ်တွေကလာတော့မယ်ရုရှားတွေကလာတော့မယ်လို့ပြောချင်တာပြောနေကြတာတရုတ်ရုရှားလာမလာတော့မသိဘူးမြန်မာပြည်မှာပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေရှိတယ်အစိုးရရှိတယ်ကျွန်တော်တို့ဆိုကောင်းသိတယ်ဘာလို့ကျွန်တော်ကောင်းသိတယ်ခင်ဗျားတို့ယုံကြည်မှယုံလိမ့်မယ်ကျွန်တော်တကုံစင်တာပေါ့ဗျာတကုံစင်တာဘုံကွဲတာမှတ်မိကြအောင်မယ်တကုံစင်တာဘုံကွဲပြီးနောက်တစ်နှစ်မှာတကုံစင်တာ2005ထင်တယ်ဗျကျွန်တော်အဲ့ခုနှစ်ကိုနည်းနည်းဝေဝါးနေတယ်တကုံစင်တာဘုံကွဲပြီးနောက်တစ်နှစ်မှာကျွန်တော်အဲ့တကုံစင်တာလုံခြုံရေးတာဝန်ယူရတဲ့အထက်မှာပါတယ်ကျွန်တော်ပါခဲ့တယ်ကျွန်တော်ကအရသာပဲဒါပေမဲ့လုံခြုံရေးတင်တန်းကျွန်တော်သွားတက်ပြီးတော့လုံခြုံရေးတာဝန်သွားဆန်းဆောင်တယ်နော်အရသာစစ်တာမှရေကုန်မရောတာဆိုတော့အဲ့တော့လုံခြုံရေးအလုပ်ကတော့ပြီးတော့အဲ့မှာအလုပ်ကမရှိတော့ဗျာပွင့်လို့ပြောရင်တော့အဲ့တော့ကိုကစပြီးတော့အသက်ကလည်းချက်တေးလေးရှိတော့20ဆက်တာလေးစွန်း20စွန်းလေးဆိုတော့ကိုကလုတ်တက်တဲ့ဟာလေးစလုပ်မယ်ဆိုပြီးတော့ကဲအဲ့တော့တောက်လျှောက်တော့အဲ့တော့ကိုယ်တိုင်ကြုံခဲ့တာရှိတယ်လုံခြုံရေးလုံခြုံရေးအသိဆိုတာလူတွေမှာရှိတယ်အဲ့တော့ဘုံကွဲပြီးနောက်တစ်နေ့မှာကျွန်တော်အငှားခံတော့ကျွန်တော်တို့သွားလုပ်တယ်ကျွန်တော်အဲ့တော့စစ်တော့ဆိုခင်ဗျာကျွန်တော်တို့ကိုယ်တိုင်ကြုံခဲ့တာတော့ကျွန်တော်တို့ဆိုဒီဒကုံစင်အဲ့တော့ shopping center တွေအဲ့လောက်မများသေးဘူးဗျမများတော့ကျွန်တော်တို့အဲ့မှာဒီဒကုံစင်တာတစ်ခုတည်းမှာလူ10ယောက်မကရှိတယ်အခုတော့ကျွန်တော်နာမည်ရမမိတော့ပါဘူးသူတို့လည်းကျွန်တော်သိချင်မှသိတော့မယ်ဒါပေမဲ့အဲ့ဒီလုံခြုံရေးဝါတွေကျွန်တော်ဆက်ရတာဘယ်လိုဆက်ရလဲဆိုခင်ဗျာစင်းဘယ်လောက်ဒကုံစင်ဆိုတစ်ပေါက်ဒီဘက်တစ်ပေါက်3ပေါက်လောက်ရှိတယ်3ပေါက်မှာတစ်ပေါက်ကိုလူကယောက်ျားလေးရဲ့3ယောက်မိန်းကလေးရဲ့2ယောက်5ယောက်လောက်ဆိုတော့လူ15ယောက်16ယောက်ရှိတယ်ပြီးတော့ညဘက်ကင်းဆောင်တာနဲ့ပေါင်းရင်လူ20လောက်ရှိတယ်လူကြီးတကူလေဒကုံစင်တကူလေလူ20လောက်ညိုကြီးတယ်အဲ့တော့ဒကုံစင်နာကုမ္ပဏီပိုင်ရှင်လိုမျိုးဟာဆိုရင်ကသွားပြီခင်ဗျာတေချာပေါက်အဲ့ဒီမှာလုံးဝသူ license ယူရမှာနမူနာပြောတာပေါ့နော်ဒါအရင်တော့ဆိုအဲ့တော့ကျွန်တော်စတော့အတွေ့အကြုံတစ်ခုပြောပြမယ်ခင်ဗျာလူတွေကလည်းခက်တယ်ခင်ဗျယောက်ျားလေးဝင်တဲ့အပေါက်မိန်းကလေးဝင်တဲ့အပေါက်နှစ်ပေါက်ခွဲစစ်တာကျွန်တော်စစ်တဲ့အလှဲ့မှာကျွန်တော်ကလည်းဒီဟွာတွေလက်တွေစွတ်ထားတော့စစ်တဲ့လက်မှာလူကအဲ့တော့ဒီဟွာနဲ့ဒီတတာနဲ့မလုပ်ရသေးဘူးလက်နဲ့ဆက်ရတာလူရဲ့ခန္ဓာကိုယ်ဒီလိုပခုံးနှစ်ဖက်ကနေပြီးတော့ဘတ်ဆိုပြီးတော့လက်ပေါ်ဒီလွှဲသွားတယ်ပြီးလက်ကိုဒီလိုအောက်ကိုဝင်တယ်ဂျိုင်းရောက်ဒီလိုပြောင်းဝင်ဒီလိုပခုံးနှစ်ဖက်ကနေဒီလိုခေါင်းကဒီလိုနှိုက်တယ်ခေါင်းကဒီလိုနှိုက်ပြီးဒီလိုဝင်တယ်ပြီးတော့ပ
ခုံးတစ်ဖက်ကိုလက်ကိုဒီဆန့်သွားတယ်ပြီးအောက်ကဒီလိုပြန်ဝင်တယ်ဝင်ပြီးတော့အောက်ကိုတကိုယ်လုံးဒီလိုဆွဲချတယ်နောက်ကိုဆွဲတယ်ပြီးရင်ရှေ့ကိုပြန်ပြီးတော့6ကနေပြန်ပြီးရှေ့ကိုပြန်ဆွဲလာတယ်အဲ့လိုရှေ့ကိုဆွဲတယ်တချို့ကနောက်ကိုပြန်ဆွဲတယ်နှမျိုးဆွဲတယ်အဲ့လိုဆွဲတယ်အဲ့တော့အဲ့မှာကျွန်တော်လှည့်မှာကျွန်တော်ကန်ကောင်းတယ်လားကန်ဆိုးလားတော့မသိဘူးပေါ့နော်ကောင်းမလေးတယောက်ကဝင်ချလာတာဗျာကိုလည်းသူ့ကိုကြည့်ရင်ကိုမရဘူးတယောက်တော့ဆိုအမှဘရူနဲ့ဘရူဆိုပြီးတော့တက်တူတာဘရူဆိုပြီးတော့မောင်မောင်လေးဖြစ်နေမော့ကြည့်ဟာဆိုပြီးလက်သွားတယ်သူကလည်းဟာသူအကုန်ဟာကုန်တာအကုန်ဟာတော့ကုန်တာပြီးတော့မှအတင်းသူရှက်ကိုရှက်ကဟာမဟုတ်ဒါမင်းကလေးပေါ့မဟုတ်ဘူးဟုတ်ပဲဆိုကိုလည်းအမှဘရူတွေဖြစ်ကုန်တာပေါ့နော်သိတဲ့အတိုင်းပဲအဲ့လိုဆိုတော့အဲ့ဒီအတွေ့ကြုံမှုတယ်ဒါကြောင့်လုံခြုံရေးနဲ့ပတ်သက်ရင်လောက်ရမယ်ကိစ္စတွေကသတိအတိတော်တော်ပဲလုံခြုံရေးအားတွေကလည်းခုဒီဘက်ခင်မှာလာနည်းနည်းလေးဟိုတော်တိတ်ပြီးတော့အာမကောင်းဘူးအဲ့တော့တော်တော်အားကောင်းတဲ့တေချာလောက်ခဲ့ကြတယ်ဘာလို့ဘုံခွဲတာတွေ KNU ကလာဘုံခွဲတာရှိတော့အခုလည်းမြန်မာပြည်မှာအဲ့ဒါတွေခုလောက်လာမလားဆိုအဲ့ဒါတွေရှိနေတယ်လုံခြုံရေးအားတွေကပြန်တင်းကြပြီးလုံခြုံရေးလုပ်ငန်းကလုံခြုံရေးလုပ်ငန်းကပိုအားကောင်းလာနေကြီးရှိတယ်အဲ့တော့ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီတွေကလည်းအားကောင်းလာဖို့အလားအလာရှိတယ်ဘာကြောင့်လဲဆိုတော့လူတွေကကျွန်တော်တို့တအုပ်ချင်းစီကကျွန်တော်တို့လုံခြုံမှုအတွက်ပေါ်ရီက2ယောက်လောက်ငားခြင်းတယ်နော်ပေါ်ရီက2ယောက်လောက်ငားခြင်းတယ်အဲ့လိုရှိလာတယ်အဲ့လိုပဲကုမ္ပဏီတွေကလည်းသူတို့ကုမ္ပဏီလုံခြုံရေးတွေပေါ်ရီကလုံခြုံရေး2ယောက်လောက်ငားခြင်းတယ်လုံခြုံရေးမှာ2မျိုးခွဲရမှာပေါ့ဗျာခြံဆောင်လုံခြုံရေးတို့စက်ရုံဆောင်လုံခြုံရေးတို့ body guard လုံးမဲ့သူတို့စ shopping center လုံခြုံရေးတို့လုံခြုံရေး line ခွဲပြရမှာအဲ့မှာတော့လုံခြုံရေး company တွေလေယာလိုက်ခွဲပြီးတင်ရပါဘောတကယ် fighting ပေါ့တိုက်ခိုက်ရေးနဲ့ပတ်သက်တဲ့ဟောမျိုးတင်ရတာမျိုးလေတတ်ဖြစ်သွားနိုင်လုံခြုံရေးတိုက်ခိုက်ရေးနဲ့တော့လက်နဲ့ကိရိယာသုံးဆွဲတတ်တယ်ပေါ့တိုးတော့ license နဲ့သုံးတာမျိုးစသဖြင့်ကတ်တာပေါ့လုံခြုံရေးကလေယာလိုက်ကွဲလိမ့်မယ်အဲ့ဒါကိုတစ်ချိန်တော့ကိုဖြိုးကိုတင်ဆန်းလုံးတလို့မျိုးပေါ့တချို့ရတယ်ဖြစ်လာနိုင်တယ်ဆိုတော့အဲ့ဒီအားကောင်းလောက်သွားနိုင်တယ်အဲ့မှာရုရှားတွေတရုတ်တွေဝင်တာခဏထားမြန်မာပြည်မှာစောကြီးတဲ့ရှိနေပြီးသားမှာပို့ပြီးတော့ upgrade ဖြစ်သွားတော့ခက်ကာလာနဲ့လုံခြုံရေး upgrade ဖြစ်သွားတော့ဒီခေတ်မှာကိုဟိုပြစ်ဒီပြစ်တတ်တာခတ်တာတွေဘုံခွဲတာတွေရှိတော့အဲ့ဒါရှိတော့လုံခြုံရေးတွေရဲ့အာပူကောင်းတယ်ဒါဘာလဲဆိုတော့လုံခြုံရေးအဲ့မိုက်ချိန်မှာဒီပြည်တွင်းလုံခြုံရေးမှာတနက်ကင်နေတာတော့မဖြစ်နိုင်ပေမဲ့သူဒီအနည်းဆုံးတော့လျှက်စစ်ဒုတ်တွေပဲကင်တာအထိအဆင့်တိုးသွားနိုင်တယ်ခုလဲကင်နေကြတဲ့ထင်ပါတယ်ချိုးတယ်ဆိုတော့အဲ့ဒါတွေဖြစ်သွားနိုင်တယ်ပြီးတော့တိုက်ခိုက်ရေးကိုသူတို့နည်းနည်းကျွမ်းကျင်နားလည်လာလိမ့်မယ်လို့လုံခြုံရေးလို့တယ်ဘန်နေမှာလည်းလို့တယ်အဲ့တော့ဒါတွေကလိုပါတယ်ဘန်နေဆိုရင်ဒါ license ရှောက်တော့မှာဘန်နေဆိုရင်သူကကိုပိုင်လုံခြုံရေးကိုအဲ့တော့ဘန် license ရှောက်အောင်ဆိုတော့အဲ့ဒါမျိုးလိုလာမယ်ပေါ့နော်ဆိုတော့ဒါတွေကကောင်းတဲ့ကိစ္စပါပြီးတော့အလောက်ကင်ခွန်လာတစ်ခုပို့တိုးလာမှာအခုလူငယ်တွေဗျာအလောက်ကင်မရှိဘူးအခုပြည်သူစစ်မှုထမ်းသွားထားတဲ့ကလေးတွေရှိတယ်စစ်မှုထမ်းသွားတဲ့ကနှစ်ကြော်တဲ့ခါတက်တန်းပြည့်လို့ပြန်လာတဲ့ခါအဲ့ကလေးတွေကအလုပ်မရှိဘူးအတန်းပညာလည်းနှိမ့်တယ်တီးကြတယ်အဲ့ဒီခုနလုံခြုံရေးကုမ္ပဏီတွေမှာသွားအလုပ်လုပ်ဖို့ကွက်တိပဲဆိုတော့ဟိုမှာစစ်ပညာလည်းအခြေခံသင်ခဲ့တဲ့အတွက်လုံခြုံရေးကုမ္ပဏီတွေသွားလို့ရင် तू ကတေချာပေါက်လာတာကောင်းကောင်းရမယ်လုံခြုံရေးလုပ်ဖြစ်တယ်အဲ့ဒါရမယ်တော့အခွင့်အလမ်းတွေကအများကြီးဖြစ်သွားနိုင်တယ်ကုမ္ပဏီတွေဘဏ်တွေခင်ဗျာ shopping center တွေလူပုဂ္ဂိုလ်တွေနော်စက်ရုံတွေအထည်ချုပ်ရုံဘာရုံညာအလုပ်ရုံတွေမျိုးစုံကသူတို့လုပ်ငန်းအတွက်လိုလာလိမ့်မယ်ဘာလို့ဆိုလူတွေကအခုနော်လွတ်တော့နောက်ပိုင်းလွတ်တော့ကိုယ်တွေလိုလာအောင်ပါလွတ်တော့ကိုယ်တွေသူတို့တွေလိုလာအောင်ပါအဲ့တော့သူက security ငှားတာတွေဖြစ်လာနိုင်တယ်ဆိုတော့အဲ့မှာ security လုပ်မဲ့သူတွေရဲ့ဒီလုပ်ငန်းတာဝန်နော် responsibility ကိုသေချာတင်ဖို့လိုတယ်အဲ့မှာစနစ်ကြပါပြပါအဲကြောင့်ဗိုလ်ချုပ်ကြီးတွေဗိုလ်ချုပ်ကြီးထွန်းတော်တို့ကဒါကိုစနစ်ကြဂျူပြီးခုတွေက plan ချနေတာသူ့ရဲ့ road map ကဘယ်ထိသွားမလဲမသိပေမဲ့သူတို့သွားတဲ့ road map တွေကခုနဟာတွေပဲအဲကြောင့်လူပုဂ္ဂိုလ်လုံခြုံရေးအရာလဲလိုလာပြီပေါ့နော်ပြောမြောက်ပေါ့ကျော်နုလည်းဘေးမှာ body guard တယောက်စီပေါ့ဒါမှကျွန်တော်ယောက်ျားလေးတော့မရဘူးဗျညီမလေးတွေနဲ့ဘေးမှာ body guard 2ယောက်လောက်တော့အောင်ဆိုဒါဆိုမဆိုးဘူးဆိုပြောကြည့်တာပေါ့နော်ပြောတာကိုလည်းခက်လက်လာထားပါတော့ body guard တွေပဲလိုလာမှလေဒါဘေးမှာထားပြီးတော့ကိုသွားသလားခါကြီးရှေ့ကတယောက်နောက်ကတယောက်ဘေးကတယောက်နော်အဲ့လိုမျိုးပေါ့နော်လိုလာမှာပေါ့ပြောတာဒါတော့ပြောမရဘူးအဲ့တော့ခုလူပုဂ္ဂိုလ်တွေမှလည်းလိုလာတယ်လွတ်တော်မှတ်တွေလည်းလိုလာမယ်နိုင်ငံရေးသမားတွေမှလိုလာမယ်အဲ့တော့ဒါတွေကတေချာပေါ့အလုပ်ကိုင်ခွန်လာတစ်ခုဖြစ်မယ်နောက်တစ်ခုကကြိုတင်ပြင်ဆင်ထားမယ့်အရာဖြစ်တယ်သို့တော့ခုနကကြောက်ပြောနေတဲ့ရုရှားတွေတရုတ်တွေဆိုတာကြီးကတော့အဲ့လောက်ကြီးအိမ်မက်တွေမှတ်မနေနဲ့အဲ့လောက်ကြီးလဲကြီးရောက်တွေးမနေနဲ့လောလောဆယ်လုပ်ငန်းခွင်မှာအဆင်ပြေဖို့အတွက်ခုနလုံခြုံရေးလိုင်စင်စရှောက်လို့ရပြီဆိုတာကိုလူတွေသိစေချင်တယ်အဲ့တော့ဘဏ်တွေရွှေဆိုင်တွေပုဂ္ဂလိကလုပ်ငန်းကုမ္ပဏီမျိုးစုံကိုပိုင်လုံခြုံရေးထားရမယ်ဆိုရင်ခင်ဗျားတို့10ယောက်အထက်ဆိုရင်တော့စရှောက်ရတော့မယ်အဲ့လိုမဟုတ်ဘဲနဲ့လုံခြုံရေးကုမ္ပဏီရှိရဆိုရင်တော့အဲ့လုံခြုံရေး license ကုမ္ပဏီကနေငှားရမယ်ဆိုရင်တော့ကုမ္ပဏီတွေကလည်း license ကိုပြန်လျှောက်ရမယ်ပြီးတော့အဲ့ license တွေကလည်းဒီတစ်ခေါက်လာမဲ့ license တွေကလည်းကျွန်တော်ထင်တယ်အရင်လိုမျိုးပေါ့ပဲတွေမဟုတ်တော့ဘဲနဲ့တကယ်ကိုစနစ်တကျသင်ကြားထားတဲ့စနစ်တကျဒီသတ်မှတ်တဲ့ criteria တွေပြည့်စုံစွာလုပ်ထားတဲ့စနစ်ကျတဲ့လုံခြုံရေးကုမ္ပဏီလုပ်ငန်းတွေကဖြစ်လိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချတယ်အဲ့တော့ဘာပဲပြောအလုပ်ကိုင်ခွန်လက်အသစ်တွေတော့ထပ်ရမယ်လူငယ်တွေအခုစစ်မှုထမ်းထားတဲ့လူငယ်တွေအလုပ်ကိုင်ခွန်လက်အသစ်တွေထပ်ရကြလိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်เนาะဒါလေးတော့ကြုံလို့ဒီနေ့ထပ်ပြောတာပါနောက်တစ်ခုကတော့ဆက်လို့တခါထပ်ပြီးနောက်တစ်ခုဆက်ပြောမယ်ချိတ်ဆက်တယ်ပေါ့နော်ရဲတပ်ဖွဲ့ရဲတပ်ဖွဲ့ကိစ္စအဲ့တော့ကိစ္စလည်းချားမဟုတ်ဘူးဗျကျွန်တော်တို့ဒီမြန်မာတပ်မတော်ကရဲတပ်ဖွဲ့တွေတပ်မတော်ရဲကုန်ပေါ့နော်မြန်မာရဲတပ်ဖွဲ့မြန်မာနိုင်ငံပြည်ထောင်စုဝန်ကြီးဌာနရဲတပ်ဖွဲ့နေပြီးတော့ဒူရဲအုပ်လောင်ရှောက်လွာတွေခေါ်တဲ့ကိစ္စတွေစပြီထပ်စနေပေါ့နော်ဆိုတော့ဒူရဲအုပ်လောင်ရှောက်လွာပေါ့ဆိုတော့အဲ့ဒါကိုရှောက်လွာတွေခေါ်တာကိုနော်ရှောက်လွာခေါ်တာဒီနေ့ဇွန်လ20ရက်နေ့မှာသူနိုင်ငံပိုင်သတင်းစာကနေကြေညာတယ်သူတို့ရဲ့တတ်မှတ်ထားတဲ့နောက်ဆုံးရက်ကိုဇူလိုင်17ရက်နေ့အထိနောက်ဆုံးတတ်မှတ်ထားပြီးပြီတဲ့နောက်ဆုံးပေးပါတယ်တဲ့ဆိုပြီးနော်ဆိုတော့ဇူလိုင်17ရက်နေ့နောက်ဆုံးထားပြီးတော့ဒီဒူရဲအုပ်
လောင်းနေဖြစ်နေရှောက်ထားလွာတွေရှောက်လို့ရပါပြီတဲ့ဆိုပြီးပြောတယ်အဲ့တော့ဒွေရောက်လောင်းဖြစ်မဲ့သူတွေရဲ့ qualification ပါလဲဆိုတော့ maybe ပေါ့နော်အဲ့ဒါအစိုးရအသိမှတ်ပြုတက္ကသိုလ်တစ်ခုကနေဘွဲရရှိထားရမယ်အသက်25နှစ်အောက်ဖြစ်ရမယ် engineer ဘွဲသို့မဟုတ်မဟာဘွဲရတဲ့သူတွေအတွက်ကတော့အသက်30အထိဖြစ်ဖို့လိုတယ်ရတယ်ဆွလို့ရတယ်ပြီးတော့အမှုခင်းကင်းရှင်းရမယ်နော်အမျိုးသားတွေဆိုရင်အရက်9ပေနဲ့4လက်မှရှိရမယ်ပေါင်ချိန်က130ရှိရမယ်130နဲ့140ကျရှိရမယ်အမျိုးသမီးဆိုလည်း9ပေ3လက်မှရှိရမယ်ကိုလေးချိန်ပေါင်65နဲ့140ရှိရင်ကန့်သက်ထားပဲဆိုပြီးတော့ဒါပြောကြတယ်ပေါ့နော်ဒါတတ်မှတ်ထားတယ်ပေါ့ကျွန်တော်ဒီနေ့မှာကြုံကြလို့ထည့်ပြောဦးမယ်တစ်ချိန်လုံးက21အခင်းချင်းစားတဲ့အချိန်မှာဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုဝိုင်းပြီးတော့လောင်ကြတာရှိတယ်4ပေ8ဆိုလောင်တယ်အဲ့လောင်တဲ့သူတွေရဲ့တချို့ကသူတို့ကိုယ်တိုင်တော့သူတို့ရဲ့ဟိုဥဝင်းမြင့်ကြီးကိုပေးသွားတိုက်ကြည့်ရလားမသိဘူးသူတို့ရဲ့ energy ကဥဝင်းမြင့်ကြီးကိုပေးသွားတိုက်ကြည့်ရလားမသိဘူးပေးကျိုးဆွတ်တိုက်ကြည့်ရလားမသိဘူးတမ်မတော်မှာအဲ့ဒါလေးစာမတက်ပေးမတက်ဆိုတိတ်တိရတယ်ဗိုလ်ချုပ်ကြီးကိုသွားပြီး4ပေ8သွားပြီးတော့တမ်ဒီအဲ့ဒီပြောတဲ့အုပ်စုကဘယ်လောက်စာမတက်ပေးမတက်ဖြစ်လဲဆိုတာသိတာတယ်စာမတက်ပေးမတက်ဖြစ်ပြီးတော့ဟိုပိတ်သွားတာပေါ့နော်ရုပ်တိရှိမရှိငါတို့ပြောရရင်ပြီးရောဆိုလျှောက်ပြောတာဗီဇအဲ့လောက်ပိတ်သွားတာဗိုလ်ချုပ်ကြီးတို့တမ်မတော်မှာဘိုးလောင်းတင်တဲ့ခေါ်တာအရင်အနည်းဆုံး9ပေနှစ်ကစားတာဘလို့4ပေ8နဲ့ရမယ်စဉ်းစားကြည့်လေ9ပေနှစ်ကစားတာအဲ့တော့အဲ့ဒါကို4ပေ8ခေါ်ကြတယ်လို့အခုရဲတော်ခုခေါ်တာဘလို့9ပေ4ကဲဘယ်နဲ့လို့အဲ့တော့ခုန4ပေ8ဆိုတာကြောက်တကယ်တော့အဲ့ဒီနီဘိန်းအုပ်စုရဲ့ဗီဇအဲ့လိုပဲသူများကိုနှိမ်ဖို့ဆိုရင်နှိမ်ပြောဖို့ဆိုရင်ကိုလူကိုနာလို့နာမမသိနှိမ်နဲ့ပြောတာကိုလူနာလို့နာမမသိနှိမ်ပြောတာသူများကိုနှိမ်ချင်းနဲ့ကိုလူနာနေမှမသိဘူးသူတို့ပြောတဲ့ဗိုလ်ချုပ်ကြီးကို4ပေ8လို့ပြောရင်ဥဝင်းမြင့်ကပိုးဆိုတယ်အဲ့ဒါသူတို့မသိဘူးနောက်တစ်ခုကပြောလိုက်သေးတယ်ဗာလဲဟိုဗာလဲနေကြော့နော်ဟိုဘိုးကုန်းမှာဆိုပြီးပြောတယ်ဘိုးကုန်းမှာမဟုတ်ဘာညာပြောတယ်မလားအဲ့ပြီးတော့ဒေါ်ဆန်းသူကြီးကဟိုကမိုက်ကယ်အေရစ်နဲ့ညားထားကြတော့သူတို့မေ့တယ်မသိအောင်ဆောင်ပြီးတော့ပြောတွေ့နေတာပန်ဆယ်လိုပေါ့နော်ပြောနေတာကဲအဲ့လိုမျိုးတွေကြတော့သူဒေါ်ဆန်းသူကြီးကိုတွေ့နေရလားဟိုဘက်ကိုတွေ့နေတာဘာသူတွေ့နေမှမသိဘူးတွေ့နေတာဘိုးကုန်းမှာဘာညာတွေ့တာအဲ့ပန်ဆယ်လိုတွေ့ရခဲ့တာမှတ်မိသေးလားကျွန်တော်ပြောတာမဟုတ်ပန်ဆယ်လိုရေးထားတာတော့ချိဖတ်ကြည့်ဦးဆိုတော့သူများကိုတွေ့ဖို့အတွက်ကိုလူနာလို့နာတော့မသိစွတ်တွေ့တဲ့ဒီပိတ်သွားတာအဲ့ဒီအုပ်စုအခုဒီမှာရဲတော်9ပေ4ခေါ်တယ်လို့ဒါတိုက်ဆိုင်လို့ပြပါတာဗိုလ်ချုပ်ကြီးကို4ပေ8လို့ပြောရင်တော့ခင်ဗျားတို့ဘယ်လောက်ပိတ်လဲဆိုတော့သိတာတိတ်တာတော့ねဒါပါတော့ဗိုလ်ချုပ်ကြီး9ပေဟို9ပေ4လောက်9ပေ5လောက်တော့ရှိပါဘူးဗိုလ်ချုပ်ကြီးကဒါပါတော့ဗျအဲ့တော့ဒီမှာရဲကသူက9ပေ4လက်မှရှိရမယ်အမျိုးသားတွေအနည်းဆုံး9ပေ4ရှိရမယ်4ချိန်ပေါင်130 140ရှိရမယ်အမျိုးသမီးတွေကိုလည်းခေါ်တယ်9ပေ3ကို4ချိန်ပေါင်95နဲ့140ရှိရမယ်ဆိုတော့အမျိုးသမီးတွေနဲ့140မရှိသေးဘူးများ95လောက်ဆိုလှတာတရားလှမှာ95ဆို140တော့များပါတယ်နော်ဒါပါတော့အဲ့ဒီလူတွေအကုန်လုံးကရေးပွေစာဝဲဖြေရမယ်အဲ့တော့မှဟို psycho test ပေါ့နော်အဲ့ဒါဖြေရမယ်ကြံ့ခိုင်စစ်ဆေးမယ်ဘာအကုန်စစ်ပြီးမှသူ့ကိုဒါရဲဒူရဲလောင်းဖြစ်နေသူ့ကိုဒါစစ်ဆေးပြီးတော့မှဒူရဲလောင်းဝင်ပြီးတော့အောင်ပြီးဆိုပြီးဝင်ဖြေခိုင်းမယ်အဲ့ဒါသူစူးစမ်းရမယ်အဲ့တော့တင်တန်းတက်ရမယ်ပြီးတော့ဒီလိုဖြစ်မယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောချင်တာပန်းအောင်ချေလို့ဒူရဲလောင်းမဖြစ်ချင်ဘူးလားတိုက်ဆိုင်တာပန်းအောင်ချေလို့မျိုးပေါ့နော်သိရမလားပန်းအောင်ချေနဲ့ဟိုကမင်းသူနဲ့လေမင်းသူနဲ့နောက်ဟိုခါတာတော့ထားရတော့ပန်းအောင်ချေပဲကဲအောင်ချေနဲ့မင်းသူပေါ့ပန်းအောင်ချေကိုဘာဖြစ်လဲဒူရဲကိုပန်းအောင်ချေလေပန်းအောင်ချေကိုဆရာကဲခုဆရာထိုင်တော့ကြည့်ပြီးတော့ကဲဆရာအမှုလိုက်ဆန်းတယ်ဘလို့ခံမလို့အဲ့မှာဆရာမဒီဖျားသွားတယ်လို့လက်စော့ဝဲဖို့ကြိုးစားတယ်လို့ဆရာဘာဖြစ်တယ်ဒါဆရာကမွေးနေလို့ဆက်ပြောတော့ဟောမျိုးလို့ပြူနေအဲ့လိုပန်းအောင်ချေလို့ရဲဦးဒူရဲဦးမှမဖြစ်ချင်ကြဘူးလားဗောနော်ညီမလေးတွေကိုပြောတာညီလေးတွေကတော့မင်းတို့ကိုယ်တိုင်ကိုယ်ကန်ကွာနော်ရှောက်ကြဒူရဲဦးရှောက်ကြဆိုဘာလို့ဆိုကျွန်တော်နိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးအတွက်ကဒူရဲဦးတွေရဲဦးတွေရဲတပ်ဖွဲ့အနေနဲ့ရှိဖို့လိုတယ်တရားဥပဒေစိုးမိုးရေးအတွက်ဘာလို့လဲဆိုတော့တရားဥပဒေစိုးမိုးရေးပထမစာမျက်နှာကိုပြောရင်ရဲတပ်ဖွဲ့ဒါပေမဲ့တချို့ကပြောလိမ့်မယ်လူပုဂ္ဂိုလ်တူးချင်းနဲ့ဆိုင်နေကျွန်တော်တို့ရဲ့ personality နဲ့ဆိုင်လို့ပြောလိမ့်မယ်အဲ့ဒါတော့မှန်တယ်ကျွန်တော်တို့ရဲ့ personality နဲ့ဆိုင်နေကျွန်တော်တို့အတွင်းစိတ်နဲ့ဆိုင်နေဆိုပေမဲ့ပြဿနာအဲ့ဒီအတွင်းစိတ်ကကိုယ်ပဲတည်တာရှားလူပဲဖြစ်တာမဟုတ်အဲ့တော့ကိုယ်ကိုထိန်းချောင်းမှာကဘာလို့လဲဥပဒေနဲ့ထိန်းမှာရဲအဲ့တော့ရဲတပ်ဖွဲ့အရေးကြီးတယ်ဥပမာဆိုရပါဆိုရွာတွေ့ရမှာလူမိုက်လူရန်ကတယောက်ရှိမှာမိုက်တာမှဘယ်လိုမိုက်တယ်အဲ့ဒီအချိန်မှာအဲ့ဘလောက်ပဲမိုက်တယောက်လုံးပတ်ဆဲနေစနေအဲ့ဒီအချိန်မှာရဲကယူနီဖောင်းနဲ့ရဲကဝင်လာတယ်အဲ့ကောင်ဆဲရဲမလားဆက်ဆဲမယ်ထင်လားဒါမှမဟုတ်သူဆဲတယ်ကွာဘာဖြစ်လဲရဲလဲဂိမ်းဆိုင်ကွာသူရဲကိုပြေးထိုးမလားပုံမှန်အားဖြင့်ဆိုရင်တော့ပုံမှန်ခြေနေမှာဆိုရင်တော့ဘယ်သူမှရဲလာပြီဆိုတာနဲ့ဖမ်းမှဆိုလို့မဆဲတော့ဆရာနေကောင်းလားဘာညာထားလုံးလုံးပါအဲ့ဘာလဲဆိုတော့ရဲတပ်ဖွဲ့ဒီယူနီဖောင်းဒီရဲယူနီဖောင်းဒီတရားဥပဒေစိုးမိုးရေးရဲ့ပထမစာမျက်နှာတဲ့တခုဆိုတာကိုသိလို့အခုကျွန်တော်တို့ကားမောင်းနေဗျာကဲရင်ထရဲဆိုလေကားမောင်းနေဗျာခင်ဗျာကားမောင်းနေရင်ထရဲတိုက်မရပ်ပေးပဲနေရလို့လားရပ်ပေးရတယ်တရားဥပဒေစိုးမိုးရေးရပ်ပေးရတယ်ဘာ तू ကတားမယ်ပြီးရင် तू စစ်မယ် license စစ်မယ် WeTech စစ်မယ်စသဖြင့်အကုန်စစ်မယ်ပေါ့ကားနဲ့ပတ်သက်စစ်မယ်ကိုကတခုခု error ဖြစ်ထားရင်လေသူ့ရဲ့ရင်းစည်းကမ်းတခုဖောက်ထားရင်လေ तू ကဖောက်ထားတော့ तू ပြောမယ်ပြောပြီးကိုမှားရင်လည်းမှားတယ်ပေါ့မှန်ရင်လည်းမှန်တယ်ပေါ့ပြောတဲ့ရှိပြန်ပြောပေါ့အဲ့မှာ तू ကဥပဒေနဲ့ပြန်ညင်းမယ်ခုံညာတို့ကြတယ်ရှိတယ်ဒါပေမဲ့အဲ့ဒါရှိမယ်ဒါကတရားဥပဒေစိုးမိုးရေးပထမစာမျက်နှာအဲ့မှာအဂရိပါတာနောက်တစ်လိုက်နော်အဂရိကနောက်တစ်လိုက်အဂရိတို့ပတ်စံစားတာလက်စားတာတို့ပါအဲ့ဒါနောက်တစ်ပိုင်းအဲ့ဒါတတ်တစ်လိုက်အဲ့ဒါကိုမကြိုက်ဘူးဆိုရင်အဲ့လိုလက်စားတယ်ရဲတွေလက်စားတယ်ဘာညာမကြိုက်ဘူးဆိုရင်ဒေါ်ဆောင်သူကြီးပြောတဲ့စကားနဲ့ငှားပြောမယ်
ကိုယ်တိုင်ဝင်ပြီးပြင်ကိုယ်တိုင်ဝင်ပြင်ရဲတွေကငါတို့အနိုင်ကျင့်တာငါတို့မကြိုက်ဘူးโอเคကိုယ်တိုင်ဝင်ပြီးပြင်စစ်သားတွေကငါတို့အနိုင်ကျင့်မကြိုက်ဘူးโอเคကိုယ်တိုင်ဝင်ပြီးပြင်အဲ့ဒါကျွန်တော်ပြောတာမဟုတ်ဘူးခင်ဗျားတို့ပြောတဲ့ဒေါ်ဆန်းစုကြည်ရဲ့စကားဝင်ပြင်ရမှာအဲ့တော့ရဲတပ်ဖွဲ့ထဲမှာဝင်စေချင်တယ်ကျွန်တော်တို့လူငယ်တွေကိုအလောက်ကိုင်ခွန်လန်းလဲရမယ်နောက်တစ်ခုကဘာလို့ဆိုတရားဥပဒေစိုးမိုးရေးကိုတစ်ဖက်တစ်လမ်းအကူအညီရောက်တယ်စေတနာရှိရင်ပေါ့နော်ပြည်သူလူထုစေတနာရှိပြီးတော့ကိုကဟိုကောင်တွေအဂရိလုပ်တယ်ငါလည်းအဂရိလုပ်မယ်ဆိုတဲ့စိတ်နဲ့ဝင်သွားရင်တော့မသိဘူးဟိုကောင်တွေမိုးတာလုပ်တယ်ငါလည်းမိုးတာလုပ်မယ်ဆိုဝင်သွားရင်တော့မသိဘူးဟိုကောင်တွေမိုးတာလုပ်တယ်ငါတို့လက်ထက်မလုပ်စေရဘူးကွာဆိုဝင်ချသွားတယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ကလက်ခုပ်တီးပြောမယ်နော်ဘာလို့ဆိုတကယ်ပို့လိုက်ပြန်ရတပ်ဖွဲ့ဝင်လောက်ကြလူငယ်တွေကတိုင်းပြည်ကိုပြည်ပြောင်းလဲခြင်းတယ်တိုင်းပြည်ကိုပို့တိုးတက်စေခြင်းတယ်တိုင်းပြည်ကိုမှာတရားဥပဒေစိုးမိုးရေးအားကောင်းစေခြင်းတယ်ဆိုလူငယ်တွေကရတပ်ဖွဲ့ကိုဝင်ပြီးတော့ရတပ်ဖွဲ့ကိုဝင်ပြီးတော့မလုပ်ရမယ်ဆိုတော့ကိုယ့်ရက်ကွက်ကိုယ့်ကြေးရွာကိုယ့်ဒေသလမ်းမှာလုံဟိုဘာကောနေမြေဟိုဘာခေါ်လဲဆိုဒီတရားဥပဒေစိုးမိုးရေးလုပ်ရင်လောက်ရတယ်ကိုဆိုလူနိုင်လူမိုက်လူရန်ကမဒိန်ကောင်ဘာညာအကုန်လုံးအဲ့ကောင်တွေအကုန်လုံးကိုထိန်းချောင်းမှုကဒီရတပ်ဖွဲ့ကလောက်ရမှာရဲကကင်ပြီးတော့မှတရားရေးကိုပို့ရတာအဲ့တော့ရဲသည်ခုနပထမအစာမျက်နှာပြီးမှတရားရေးဒုတိယအစာမျက်နှာဆိုကျွန်တော်ဒီလိုအထိပ်ပဲဖွင့်တယ်ဆိုတရားစီရင်ပိုင်းတလိုက်အဲ့တော့ဒီထဲမှာခုနဟိုဘာလဲမတကောင်ဟိုမတထောင်သားတွေဖြစ်တဲ့အတွက်မကောင်းတဲ့သူတွေရှိတယ်ကောင်းတဲ့သူတွေရှိတယ်လူအတိုင်းမှာရှိတယ်ခင်ဗျလက်တော်အတူချင်းငါးကြောင့်မညီကြအောင်ရဲတပ်ဖွဲ့တစ်ဖွဲ့လုံးမကောင်းတာမဟုတ်ဘူးကောင်းတဲ့ရဲတွေအများကြီးရှိတယ်နော်သို့တော့မကောင်းတဲ့ရဲတွေကြောင့်ရဲတပ်ဖွဲ့တစ်ခုလုံးအပြောခံရတယ်ဒါလည်းအမှန်တရားပဲအဲ့တော့မကောင်းတဲ့ရဲတွေနဲလာဖို့အတွက်ခုနအရက်ထဲကိုရင်းများရောရင်တော့တေးကြတယ်ခင်ဗျမူးမှာမဟုတ်ဘူးမမူးရင်ဘူးဆိုရင်တော့အရက်ထဲရင်းများရောမူးရင်တော့ခင်ဗျားတို့ကိုယ်တိုင်မူးကျင်တယ်ဆိုတော့တောက်ကြပလိတ်တာတောက်ကြနှိတာတောက်ကြအဲ့တော့ရတပ်ဖွဲ့ကြီးကမကောင်းဘူးဆိုရင်မကောင်းတာကိုကောင်းအောင်ပြင်ရင်ကိုယ်တိုင်ကတန်ရှင်းမွန်မြတ်တဲ့စိတ်နဲ့ရတပ်ဖွဲ့ဝင်သွားလိုက်ပြီးရင်တဖြည်းဖြည်းချင်းပြင်သွားရင်ရတပ်ဖွဲ့ကြီးကိုပြင်သွားတယ်တခုတော့ရှိရပါဗျာမထတာလို့တော့ဖြစ်မသွားသေးနဲ့ YBS လို့ဖြစ်မသွားသေးနဲ့နော် YBS နဲ့အစတော့ဝင်ချသွားတော့ကောင်းကောင်းသမားတော့စီးကနေလိုက်နာတာပြီးလဲပြီးတော့800အဖွဲ့နဲ့ပေါင်းအိုရောကြော်ရောဖြစ်သူပါပြက်အကုန်ပြက်တော့မှားတယ်အဲ့ဒါတော့မှားတယ်အဲ့တော့ရတပ်ဖွဲ့ဝင်တွေကိုအဓိကတိုက်တွန်းနေတာရတပ်ဖွဲ့ဝင်တွေကိုလူငယ်တွေအနေနဲ့တကယ်စိတ်ဝင်စားတဲ့စိတ်ပါဆိုဝင်ပါပြီးတော့တရားဥပဒေစိုးမိုးရေးကိုဖြစ်စေခြင်းနဲ့ကိုယ့်အိမ်မှာကိုယ်တွေလို့လုံခြုံစေခြင်းနဲ့ကိုယ့်ကြောင့်ကိုယ်လမ်းလုံခြုံစေခြင်းနဲ့ကိုယ့်ကြောင့်ကိုယ့်ရက်ွက်လုံခြုံစေခြင်းနဲ့ကိုယ့်ကြောင့်ကိုယ့်မိသားစုလုံခြုံစေခြင်းနဲ့ဆိုရင်ရတပ်ဖွဲ့နဲ့ဝင်တာရတပ်ဖွဲ့နဲ့ဝင်တာကောင်းတယ်စစ်တပ်ထဲဝင်ရတာကျတော့တိုင်းပြည်ကိုကာကွယ်ရတဲ့အဆင့်ရတပ်ဖွဲ့ကျတော့ပြည်တွင်းလုံခြုံရေးတပ်မတော်ကျတော့နိုင်ငံတော်လုံခြုံရေးဟိုကကျတော့ပြည်တွင်းလုံခြုံရေးရက်ွက်လမ်းတွေလုံခြုံရေးနယ်မြေတပ်လုံခြုံရေးအဲ့တော့အနည်းဆုံးကိုမိသားစုနဲ့နီးနီးလေးနေရနိုင်တယ်နယ်မြေလမ်းရက်ွက်တွေလုံခြုံရေးလည်းတာဝန်ယူနိုင်တယ်ခြေဝါလုံခြုံရေးတာဝန်ယူနိုင်တယ်အဲ့တော့ရတပ်ဖွဲ့တော့ဝင်ဖို့လိုတယ်ပြီးတော့ကျွန်တော်အချိုးစားတစ်ခုမှတ်မိသေးတယ်ဗျကျွန်တော်ကိန်းကနမိုင်းမားလိမ့်မယ်မားရင်လည်းဖြည့်ဆက်သွားနားထောင်ဗျဘာလို့ကျွန်တော်အုံနောက်ကကွန်ပျူတာလည်းမဟုတ်တော့ကျွန်တော်အကုန်အလုပ်မရအောင်သို့တော့ရဲတပ်သားတယောက်ကိုလူ400လား300လား900လားမသိထိန်းရတယ်တဲ့အချိုးအစားရရဲတယောက်ကိုလူ900လောက်ထိန်းရတယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်နေတယ်လို့ပြောတယ်လက်ရှိရဲတပ်ဖွဲ့အချိုးအစားရကျွန်တော်ပြောရဲက8000လားမသိရှိတယ်လို့ပြောတယ်8000လောက်ရှိတယ်ပြောတယ်8000ရဲ့10သားဆို8သိန်း8သိန်းရဲ့10သားဆို8တန်း8တန်းရဲ့10သားဆိုရင်တန်း80အဲ့တော့ခင်ဗျားစဉ်းစားကြည့်နော်လူကတန်း90တွက်ကြည့်နော်1:8ဖြစ်မနေဘူးလားလူရဲတယောက်ကလူ800ကိုထိန်းထားသလိုတောင်ဖြစ်နေသလားတော့မသိဘူးကျွန်တော်စဉ်းစားလူ900ကိုထိန်းထားသလိုဖြစ်မနေဘူးလားမသိဘူးရဲတယောက်ကနော်ဆိုတော့ရဲတယောက်လူ900ကိုထိန်းထားသလိုဖြစ်နေသလားလို့ကျွန်တော်စဉ်းစားမိတယ်ပေါ့ဒါကျွန်တော်ခံမှန်းချက်တွေကြီးနော်အတိအကျခံမှန်းမှတ်မနေတော့တခြားဒီကောင်ပောက်ကြရပြောတယ်လို့ပြောနေမှာဆိုလို့တချို့ဟာတွေကကျွန်တော်တို့အတိအကျကိန်းကနန်းကရဲကလည်းကျွန်တော်ပေးတာမဟုတ်ဘူးကျွန်တော်လည်းမသိဘူးရဲတပ်ဖွဲ့သွားမေးလဲသူဖြေတာမဟုတ်ဘူးဦးရဲကြီးတို့ကလည်းနော်ဥခုနပဲတို့ကလည်းဆိုတော့နော်ဆိုတော့သူတို့ကလည်းပြောတော့တေချာတာကလူခင်ဗျာလူ100ကိုရဲတယောက်ထိန်းနေဆိုရင်တော့မနေ့ထိန်းရတာပေါ့ဗျာလူ900 600လောက်ကိုရဲကထိန်းတယောက်ချိုးစားတဲ့ ratio က1:500ဆိုတာမျိုးဖြစ်နေတာပြဿနာရှိတယ်။အဲ့ရဲကဟိုမဟုတ်ဘူးဘာဟုတ်ပါလိမ့်မဟုတ်ဘူး။အဲ့ရဲကလေနော်ဘာဟုတ်ပါလိမ့်မဟုတ်ဘူး။အဲ့တော့တေချာတာကတော့ပြန်ချဖို့မဖြစ်နိုင်ဘူး။ဆိုတော့မလွယ်ဘူး။အဲ့တော့တေချာတာကဒီမတမမှုလို့တဲ့ကောင်က900 600ဆိုရဲကတယောက်ခံထိုးရအောင်လောက်အောင်လဲဒီကောင် Bruce Lee မဟုတ်ဘူး။ရဲကတေချာတာ Bruce Lee မဟုတ် Trunk Crew လည်းမဟုတ်ဘူး။နော် Jackie Chan လည်းမဟုတ်ဘူးမဖြစ်နိုင်ဘူး။နော်အဲ့တော့တေချာတာကတော့ရဲလူတရားနဲ့ရဲတယောက်အချိုးစားထိရောက်သွားလို့ရှိရင်တော့လုံခြုံရေးရအားကောင်းသွားနိုင်တယ်။ဘာပြောတယောက်တွေစိုးမိုးရေးတော့နေမီတီရေးအကြီးအားကောင်းသွားနိုင်တယ်။အဲ့တော့ရဲတပ်ဖွဲ့ဝင်ကြတခုတော့ရှိတယ်ရဲတပ်ဖွဲ့တွေဝင်ပြီးတော့နှလုံးရောင်ချဲရောက်နေနေဟိုကောက်ဒီကောက်ဟိုကောက်ဒီကောက်နေရဲတွေဝါပြောင်းတော့မလုပ်ကြပါနဲ့။ဒါကတော့ပွင့်လည်းပြောတယ်တယောက်တွေစိုးမိုးရေးကိုကင်တွယ်ဆောက်ရှောက်ကျင့်သုံးကင်တွယ်ကျင့်သုံးရမယ့်ပုံကိုယ်တွေကကိုယ်တိုင်က breaking the law ဖြစ်နေရင်တော့မရဘူး။ law ဥပဒေကိုကိုယ်တိုင်ကချိုးဖောက်သူဖြစ်နေထိတ်ဆုံးကချိုးဖောက်သူဖြစ်နေရင်တော့အဲ့ဒါကျွန်တော်တို့တရားဥပဒေကိုကာဝယ်ဆောက်ရှောက်တာမဟုတ်ဘူးဗျ။တရားဥပဒေကိုယ်တိုင်ကနေချိုးဖောက်ခြင်းလို့တရားဥပဒေကိုင်တွယ်ကျင့်သုံးသူတွေအတိုင်းဝိုင်းနဲ့ဝင်သွားတယ်ဆိုတာမျိုးတော့မဖြစ်သင့်ဘူးလို့ကျွန်တော်တိုက်တွန်းချင်တယ်အဲ့တော့ညီငယ်ညီမငယ်တွေကိုတော့ရဲတပ်ဖွဲ့ဝင်တွေဝင်ကြဖို့တိုက်တွန်းတယ်ကျွန်တော်ကိုယ်တိုင်လည်းဟိုဘယ်လိုခေါ်မလဲဆယ်ရအောင်ကားသားတော့ကကန်ကောင်းလို့လားကန်ဆိုးလို့လားရဲမဖြစ်အောင်တမယ်ဖြစ်ခဲ့ဘူးတယ်ဒါလေးလည်းကျွန်တော်မှမှတ်တမ်းသမိုင်းလေးရှိသေးတယ်အဲ့ဒါကိုကောင်းကောင်းသိတယ်သိရလူတွေကောင်းကောင်းသိတယ်နော်အဲ့ဒါတခုဟိုပြောရရင်ဗျာအဲ့ဒါတော့တဲ့ပြောရရင်တော့လူရင်းပြောရရင်တော့ကျွန်တော်ဆယ်ရအောင်နဲ့အောင်တော့ဟိုရွာမှာလည်းကျွန်တော်ရှာပတဲ့တယောက်ဘာလို့ဆယ်ရအောင်နဲ့ရှာပတဲ့တယောက်ဆိုတော့ဘာဖြစ်လဲဆိုတော့အမှဟိုတခါလဲဟိုစစ်ဘူတဲ့တွဲမဲ့လူနဲ့
ဘာလို့စစ်ဘူတဲ့သွင်းမဲ့လူနဲ့နောက်တစ်ခါကိုရဲတဲ့သွင်းမဲ့လူနဲ့အမှအပြိုင်မဲတွေဆွဲကြတာပေါ့နော်ဆွဲကြရင်းနဲ့အမှစစ်ဘူလည်းမဖြစ်ရဲလည်းမဖြစ်နောက်ဆုံးတော့အခုဂျန်လစ်ဖြစ်လာတာပေါ့ဆိုတော့ဝိုင်းဆွဲကြတယ်ကျွန်တော်တို့တော့အဲ့လိုဆွဲကြတယ်ဦးလေးတွေကလည်းဦးလေးတွေဒေါ်တွေမျိုးတွေကလည်းဟာရဲတတ်တာရဲလောက်အောင်မှရဲ10ရောက်အောင်ပြီးဒွေရောက်လောက်သိမ့်ကြိုင်ဖြေလို့ရတယ်လုံးတုံးပို့တာမြောက်ပေးတာဒီဘက်ကတချို့တွေကလည်းအာမဟုတ်ဘူးစစ်သားလောက်အောင်စစ်ဘူလောက်အောင်မှလုံးကိုလေကောင်းကြီးမျက်စိကလေးနားကလေးကိုကနားလဲတာမဟုတ်ကိုတော်တာဘာသိတာမဟုတ်မျက်စိကလည်းဟုတ်လားမသိဒါလည်းဟိုလိုဟိုလည်းဟိုလိုဒါပေမဲ့ကိုလုံးချင်တာတော့တေချာတာတော့စာရေးဆရာဖြစ်ချင်တာတော့စာရေးဆရာဒါပေမဲ့သူတို့ကပြောနေတာငါရဲတတ်တာလုံးရဲအထူးရဲဦးဖြစ်အောင်ဒွေရောက်လို့ငါတို့နေဘက်ကဒွေရောက်တယောက်ထွက်လာမှာဟာငါတို့ပဲစစ်ဘူတယောက်ထွက်လာမှာလုံးစစ်စားမျက်စိတင်နားတင်နောက်ဆုံးတော့ခုလိုပဲရဲကလေးမျက်စိတင်ငယ်နားတင်ငယ်နဲ့အခုတော့ခင်ဗျားတို့ရှိမှအခုရုံးတန်ပြောနေရတဲ့တယောက်ဖြစ်လာရောနော်တကယ်တော့စာရေးဆရာဖြစ်ချင်တာဆိုတော့ဟိုကျွန်တော်တို့လည်းအဲ့လိုကြုံခဲ့ရတယ်ဆိုတော့ပြပြချင်တာပါအဲ့တော့လူငယ်တွေအနေနဲ့ဘာပြောတရားဥပဒေစိုးမိုးရေးကိုကာဝယ်ဆောက်ရှောက်ခြင်းနေဆိုရင်ကိုယ်တိုင်းကတရားဥပဒေစိုးမိုးရေးကာဝယ်ဆောက်ရှောက်ရမယ် society တွေဝင်သွားပြီးတော့တရားဥပဒေစိုးမိုးရေးကိုကင်တွယ်ဆောက်ရှောက်ပါကာဝယ်ဆောက်ရှောက်ပါကင်တွယ်ခြင်းသုံးပါကာဝယ်ဆောက်ရှောက်ပါလို့ပဲဒီလိုပဲတိုက်တွန်းခြင်းနေအဲ့တော့ဒီနေရာမှာကျွန်တော်လာအကံပြောမဲ့ကောင်းနေလေမင်းတို့ဘာလို့ပြောချင်တာပြောကြငါကတော့ငါအယူချင်တယ်ငါအတူယူဆတယ်ငါအတွေးနဲ့ငါပြောတယ်မင်းတို့လည်းမင်းတို့ယူဆတယ်မင်းတို့ပြောချင်တာပြောတိတ်ကိုကြီးဆိုင်မှာမဟုတ်ဘူးဒါပေမဲ့နောင်လာမဲ့အနာဂတ်မှာရတဲ့ဖို့ဝင်အင်အားတောင့်တင်းမှုလို့လေအားကောင်းမှုလို့လေပြီးရတဲ့ဖို့ဝင်နေရှိလာပြီးတော့အားကောင်းပြီးတော့သူတို့ facility တွေအခွင့်အရေးတွေအားကောင်းလာရင်ကျွန်တော်တို့တရားဥပဒေစိုးမိုးရေးကောင်းမယ်ဒီနေ့ဖြစ်နေတဲ့ခင်းချင်းတွေအကုန်လုံးကိုတန်းတန်းတော့ထိန်းချောင်းနိုင်လိမ့်မယ်လို့ကျွန်တော်နားလဲတယ်ပေါ့နော်ဆိုတော့ဒါမျိုးတွေရှိတယ်အဲ့တော့တပ်မတော်နဲ့ရဲတပ်ဖွဲ့ကညီကိုပေါ့ကိုကြီးနဲ့ညီလေးဆက်ဆက်ရေးနဲ့တိုင်းပြည်ကိုဆက်လက်တီးဆောက်သွားကြလိမ့်မယ်ဒီလိုပဲကျွန်တော်မြင်တယ်အဲ့တော့ဒါလေးကကျိုးထည့်ပြောတာပါနော်ဆိုတော့ဒါတစ်ချက်ပေါ့နောက်တစ်ခုကဒီနေ့ဆက်ပြီးတော့ပြောရမှာမုံရွာဘက်မှာမုံရွာမှာလူငယ်လေးတွေညီငယ်လေးတွေဘယ်လိုခေါ်မလဲမိဘရင်ဝင်ကိုပြန်လာကြတဲ့ဇလန်းလေးပေါ့ဒါလေးကိုလည်းကြည့်ပြီးကြည်နူးစရာဖြစ်နေထည့်ပြောချင်ပါတယ်အဲ့ဒါတော့ချမ်းမဟုတ်ပါဘူးမြင်းမှုမြို့နယ်နဲ့မုံရွာမြို့နယ်မှာကျေလဲကျစားနေတဲ့ PDF ညီငယ်လေးတွေလူ24ယောက်က24ယောက်တော့နော်အများကြီးပဲတော့အများကြီးပဲ24ယောက်ကဒီကနေ့နော်ဂျွန်လ20ရက်မှာတော့သူတို့ရဲ့မိဘတွေစီကိုပြန်ရောက်ကြပြီဖြစ်ပါတယ်ငွေတုံးလေးတွေပိုက်ပြီးပြန်ရောက်သွားပါပြီပတ်စံလေးတွေပိုက်ပြီးပြန်ရောက်သွားပါပြီအဲ့ဘာလဲဆိုတော့သူတို့လုတ်ခဲ့တဲ့လုပ်ရတဲ့ပုံမှာသူတို့မှားတယ်လက်မခံတော့မှားနေပြီငါတို့ PDF လောက်တာမှားပြီးထင်တယ်ဆိုတော့သူတို့ယုံကြည်လာတဲ့အခါလက်ခံလာတဲ့အခါသူတို့ကိုသိလာတဲ့အခါသူတို့မိသားစုနဲ့ပြန်လဲပူးပေါင်းခြင်းနဲ့ဥပဒေဘောင်နဲ့ပြန်လာခြင်းနဲ့ဥပဒေဘောင်နဲ့အောက်ထဲမှာမိသားစုနဲ့အတူနေခြင်းနဲ့ဆိုပြီးတော့သက်ဆိုင်ရာတာဝန်ရှိသူတွေဆက်သွယ်တဲ့ခါကျတော့သက်ဆိုင်ရာတာဝန်ရှိသူတွေဒါမျိုး welcome ပေါ့ဗျာကြိုးဆိုတယ်ညီငယ်တို့ဆိုပြီးတော့ကြိုးဆိုပြီးတော့ဒီနေ့20ရက်နေ့မှာတော့ဒီမုံရွာမှာရှိတဲ့အနောက်ပိုင်းစစ်ဌာနချုပ်ဇေယျသီရိခမ်းမှာပဲဒီနေ့ဒီ PDF ဘဝကနေမိသားစုတာမန်ပြည်သူလူထုဖြစ်နေမိသားစုတွေကြားထဲမှာပြန်လည်နေထိုင်မဲ့ညီငယ်လေးတွေကိုကြံလဲကြိုးဆိုပွဲဒီနေ့ကျင်းပါတယ်ကြိုးဆိုပွဲကျင်းပါတယ်ကျွန်တော်ဒီနေ့မှာအလင်းဝင်တယ်လို့မသုံးဘူးဘာလို့လဲဆိုတော့ဒီညီငယ်လေးတွေကိုအလင်းဝင်တယ်လို့သုံးရင်ဒီညီငယ်လေးတွေတချို့လူတွေပြောကြလိမ့်မယ်အလင်းဝင်တယ်ပြောအောင်မင်းတို့ကလင်းနေလို့လားတော့ပြောမယ်စကလုံးရရှုပ်ထွေးမှာဆိုလို့ကျွန်တော်ရိုးရှင်းမပြောမယ်တေချာတာကသူတို့တပ်မတော်ကဒီ PDF လူငယ်24ယောက်ကိုတပ်မတော်ကပြန်လဲကြိုးဆိုတဲ့ကြိုးဆိုပွဲပြန်လဲကြိုးဆိုပြီးတော့မိသားစုထံအနံ့တဲ့ပွဲလေးကိုဒီကနေ့မုံရွာမှာကျင်းပသွားတယ်အဲ့လူငယ်တွေအကုန်လုံးကမြင်းမှုနဲ့မုံရွာနှစ်ခုမှာကျင်းလဲကျစားနေတဲ့ PDF ညီငယ်လေးတွေဖြစ်တယ်အဲ့တော့အမျိုးသား22ယောက်ပါတယ်အမျိုးသမီး2ယောက်ပါတယ်ပေါင်း24ဦးဖြစ်တယ်အဲ့တော့သူတို့ဒီလိုပြန်လာတဲ့ခါကျတော့သူတို့မှလည်းပြန်လာပြီးချင်းသူတို့မှနေထိုင်ရှင်သန်အခက်မှာဆိုတဲ့ခါကျတော့တာဝန်ရှိသူတွေကသူတို့ကိုမလုပ်ပေးလေဆိုတော့တအူးချင်းစီကို30စုချီးမြှင့်တယ်တူးချင်းစီကို30ကဲညီလေးတို့ညီငယ်ညီမငယ်တို့သားတို့သမီးတို့ရေသားတို့သမီးတို့ရောတယောက်30သားတို့မိဘတွေနဲ့အတူတူပျော်ရွှင်နေကောင်းကောင်းမွန်နေနောက်ဆောင်ဥပဒေရဲ့အပြင်ကိုမထွက်ကြနဲ့မိဘနဲ့ရင်ဝင်အောင်မထွက်ကြနဲ့မိဘရင်ဝင်ဟာလုံခြုံတယ်မိဘရင်ဝင်ကိုအပြင်ထွက်သွားတယ်အမျှကြမ်းတမ်းတဲ့ဘဝခရီးဆောင်ရင်ဆိုင်နေတယ်မိဘတွေကိုနောက်တစ်ချိန်ပြန်မတွေ့ရတာဖြစ်နိုင်တယ်ဆိုတာမျိုးတွေစုံမှပြီးတော့ကဲသားတို့ဆိုတယောက်30ပေးလိုက်တယ်ပေါ့အဲ့တော့380ရတယ်ပြောတော့ပေါင်းရင်24ယောက်ဆိုတော့380ပေါ့300လောက်သူတို့ကုန်ခံပြီးတော့နိုင်ငံတော်ကပြန်ပြီးတော့စောက်တော့ဖွဲ့နဲ့အခါတာပါဆို300ကျော်လောက်ကုန်ခံပြီးတော့ကိုညီငယ်ညီမငယ်တွေပြန်ဝဲကန်းလုပ်တယ်ကဲဒါလေးကကျွန်တော်ကြည့်ပြီးကြည်နူးတယ်ဗျဒီ24ယောက်တော့ညီငယ်ညီမငယ်တွေအတွက်ကျွန်တော်ဝမ်းသာသွားတယ်သူတို့ကအကယ်၍ PDF ဖြစ်နေဆက်ရှိနေတနေရာမှာသိမယ်လူမသိသူမသိမယ်ဘယ်ကြောင်မှသိမယ်ဆိုတော့မသိနိုင်ဘူးအခုကြတော့မိဘရှိကိုပြန်ရောက်သွားပြီမိဘတွေနဲ့အတူတူပြန်နေတယ်ပြီးရင်သူတို့ကိုယ်တိုင်ကပြစ်မှုကျူးလွန်မှုရှိမယ်တော်တော်နဲတယ်ပေါ့ဗျာပြစ်မှုမှာတော်တော်နည်းနည်းတစ်ပဲရှိပြီးတော့တော်တော်လေးကိုရိုင်းဆိုင်ရမ်းကားမှုပဲပြစ်မှုကလည်းနဲတဲ့အတွက်သူတို့ဟာမိဘစီပြန်လာလို့ရတယ်နောက်တစ်ခုကသက်ဆိုင်ရာတာဝန်ရှိသူတွေကိုယ်တိုင်လည်းဒါကိုဝယ်ကန်းလို့တာကြိုးဆိုတာအကယ်၍ပြန်လာမဲ့လူငယ်တွေကိုမရောက်ချဆိုရင်တော့ဘယ်လာရဲမလဲဗျာဒီငယ်တွေကပြန်လာမယ်ဆိုတော့မိဘလိုမျိုးပဲသဘောထားပြီးနိုင်ငံတော်ကလည်းမိဘလိုသဘောထားပြီးတော့โอเคတာတို့သမီးတို့လာရတယ်တို့ကကြိုးဆိုတယ်ဒီဘက်ကသူ့ရဲ့မိဘတွေကိုလည်းဆက်သွယ်တယ်ကြိုးပြီးတော့ဒီကောင်လေးတွေဆက်သွယ်လာတဲ့အချိန်မှာဒါလှည့်ဝက်လောက်ရတော့ဗျာဆက်သွယ်လာတဲ့အချိန်မှာတက်ဆိုင်ရာတိုင်းတာဝန်ရှိသူတွေကလုံခြုံတပ်ဖွဲ့ဝင်တွေကသူတို့မိဘတွေကိုဆက်သွယ်တယ်ဆက်သွယ်ပြီးတော့ခင်ဗျားတို့ရဲ့သားခင်ဗျားတို့သမီးကတော့ခင်ဗျားတို့စီပြန်လာခြင်းတွေပြောတယ်ကျွန်တော်တို့ကလည်းဥပဒေရဖြေလျှော့ပေးလို့ရတယ်ရှော့ပေးလို့ရတယ်ဒီကလေးတွေအဲ့တော့ခင်ဗျားတို့ပြန်ပြီးတေချာဟောကြပါနောက်တစ်ချိန်မဖြစ်အောင်ခင်ဗျားတို့စောက်ရှောက်ပါဒီကလေးတွေကိုကောင်းမထားပါဒီကလေးတွေဝမ်းဖြစ်စီနဲ့စသဖြင့်တို့ပြန်ခေါ်ပြီးတော့ပြီးတော့မိဘတွေကလည်းဝမ်းသာအားရကြိုးပြောတာပေါ့ဗျာအဲ့မှာကလေးတွေ24ယောက်ကလည်းပြောင်းလာတယ်
ဒါတိုးတိုးရောက်လာပြီးတော့မှဘက်ကနေဒီနဲ့ဆဲနေမှာမိဘလက်ထက်ကိုခွာဆိုအပ်ပြီးတော့မိဘတွေလည်းဝမ်းသာတယ်ကလေးတွေနဲ့မိဘတွေနဲ့ပွေဖက်ပြီးတော့ပျော်ရွှင်ကြည်နူးရတဲ့မြင်ကွင်းရဗျာသူ့အမေနဲ့သူ့သားသူ့အမေနဲ့သူ့အဖေနဲ့သူ့သားသူ့မိဘနဲ့သူ့သားသမီးခင်ဗျာပျော်ရွှင်စွာပြန်ပေါက်ထုတ်ခြင်းဆိုတဲ့မြင်ကွင်းကြီးကကြည်နူးဖို့ကောင်းတယ်ကျွန်တော်ကတော့ဝမ်းသာတယ်အဲ့တော့တတိုင်းပြည်လုံးမှာရှိတဲ့ PDF ညီငယ်ညီမငယ်တွေကိုပြောချင်တာတစ်ခုပဲဆက်ပြီးတော့ဒီတိုင်းဆက်လုံနေလှုပ်လို့ရပါတယ်လှုပ်ပါဒါပေမဲ့ကိုဒေါသနဲ့ကိုလှုပ်တာလှုပ်ပါဘာမှမပြောလို့မှားတယ်လည်းမပြောမှန်တယ်လည်းမပြောဒါပေမဲ့ကိုလှုပ်လိုက်တဲ့လှုပ်ရက်ကနောက်တစ်ချိန်မှာကိုမိဘလည်းပြန်မတွေ့ရတော့ကိုမိသားစုလည်းပြန်မတွေ့ရတဲ့အထိလမ်းဆုံးကိုရောက်သွားခဲ့ပြီဆိုရင်ဘယ်လိုလုပ်ကြမလဲဘသူ့အတွက်အသက်ပေးနေကြတာလဲကိုကိုပြန်မေးကြဘူးလို့ဘသူ့အတွက်တိုက်နေကြတာလဲဘာအတွက်တိုက်နေကြတာလဲကိုတိုက်နေတဲ့ဟာကိုမှန်ရဲ့လားပြန်ဆန်းစစ်ဖို့လိုပြီလို့ကျွန်တော်မြင်တယ်ပြန်ဆန်းစစ်ပြီးတဲ့နောက်ကျရင်သူတို့ဘာလုပ်တင်တာလဲမင်းပြန်လာလို့ရရင်အုပ်လိုက်အဖွဲ့လိုက်ပြန်လာပြီးတော့ကောင်းကောင်းကိုပြန်နေပြီးတော့တိုင်းကျိုးပြပြမှာပြန်လို့တိုင်းပြည်ကိုပြုပြင်ပြောင်းလဲခြင်းနဲ့ဆိုရင်ဥပဒေကြောင်းနဲ့ဥပဒေဘောင်တွေကနေပြုပြင်ပြောင်းလဲဖို့စူးစမ်းအဲ့ဒါဆိုရင်ဒီညီငယ်တွေကပို့ပြီးတိုင်းပြည်တွေအရေးကြီးတယ်လို့ဖြစ်လာနေတယ်ဒါကြောင့်ကျွန်တော်ကတော့ဒီ24ယောက်ပြန်ပြီးတော့မိသားစုနဲ့ပြန်ပြီးပေါင်းစည်းတာဝမ်းသာပါတယ်နိုင်ငံတော်ကြီးကဲတွေနိုင်ငံတော်တာဝန်ရှိသူတွေလည်းဒါကို welcome လုပ်ပြီးကြိုဆိုပေးတာကိုသူတို့လည်းတကယ်ကို appreciate လုပ်ပါတယ်အဲ့တော့နောင်များမှာလည်း PDF ညီငယ်ညီမငယ်တွေဒီလိုပြန်လာခြင်းနဲ့ဆိုရင်တစ်စိမ့်ချင်းစီဖြေလျှော့ပြီးတော့လုပ်ဖို့တင်ပါတယ်ဥပမာကျွန်တော်က PDF ညီငယ်လူတယောက်ဆိုပါစို့ကျွန်တော်ကလူတော့တတ်လိုက်မိတယ်ကျွန်တော်လည်းဘုံမသိကိုမသိနဲ့နေမတက်လိုက်မိတယ်ဒါပေမဲ့ကျွန်တော်မှားသွားပြီးတော့တိသွားတယ်အဲ့ဒီအချိန်မှာကျွန်တော်ကပြန်လာခြင်းတယ်โอเคတကယ်လည်းပြန်လာခြင်းတာပေါ့တကယ်ပြန်လာဖြစ်ဖို့လိုတော့ပေါ့အသွင်ယူပြီးတော့ပြန်လာထောက်လိုက်ပြီးပြန်သတင်းပို့တာမျိုးဖြစ်ရင်တော့ဒုက္ခပေါ့နော်အဲ့ဒါတခုတော့ကြောက်ရတယ်အဲ့လိုပဲနဲ့တကယ်ပြန်လာခြင်းနဲ့တကယ်စိတ်မှန်နဲ့ဆိုရင်သက်ဆိုင်တာရှိသူတွေကလည်းအော်အေးဒီကောင်လူတော့တတ်ထားပြီမဲ့လူတတ်မှုတော့ဒီကောင်ကျူးလွန်ထားပြီမဲ့သက်ဆိုင်ရတော့ဒီကောင်တော့ဥပဒေချောင်းရတော့နည်းနည်းပါဖြေလျှော့လို့ရရှင်ဖြေလျှော့လိုက်ပါဒီကောင်လေးညှိညက်ပြီးလုပ်ကြပါကြည့်ကြပြီးလုပ်ကြပါဆိုတိုက်ပွဲမှာတိုက်တာဆိုရင်ပြဿနာမရှိဘူးဗျာသူလူကတတ်တာဆိုရင်ပြဿနာရှိတယ်တိုက်ပွဲမှာနှစ်ဖက်ရှင်းပြကြတယ်စစ်တပ်နဲ့သူတို့နဲ့ရှင်းပြကြလို့တေးကြကြည့်ကြဒါအထိကတော့ခွန်းလို့ရမယ်လို့ကျွန်တော်နားလည်ပါတယ်အဲ့လိုပဲနဲ့လူလိုက်တတ်တယ်ဆိုရင်တော့ခွန်းဥပဒေချောင်းကတော့ရှိအောင်ပေါ့ဒီလိုတော့ရှိတယ်အဲ့ဒါကြောင့်တာဝန်ရှိသူတွေနဲ့အစစ်စစ်ဖြတ်တောက်ဖြေလျှော့ပြီးတင့်တော်သူတို့လိုက်ပြီးတော့ဆက်လက်ပြီးတော့ welcome လုပ်နေဖို့တိုက်တွန်းပါတယ်သူတို့ဆက်ပဲလုပ်လိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ညီငယ်ညီမငယ်တွေဘက်ကပြည်ညီငယ်ညီမငယ်တွေဘက်ကလည်းတချို့ကိစ္စတွေမှာသဘောပေါက်တင်ပြီလို့ပဲကျွန်တော်ပြောချင်တယ်သဘောပေါက်တင်ပြီတချို့ကိစ္စတွေမှာကိုဘာလုပ်နေရလဲဆိုတော့ကိုသိဖို့လိုတယ်ကိုဘာဖြစ်သွားပြီလဲဆိုတော့ကိုသိဖို့လိုတယ်လို့ကိုဘာဆက်ဖြစ်မှလဲဆိုတော့သိဖို့လိုတယ်အဲ့တော့ကိုဘာသဘောပေါက်တင်ပြီလဲဆိုတော့လည်းနားလေသိပြီလို့ပဲဒီညီငယ်ညီမတွေတိုက်တွန်းပါတယ်ဘာလို့အကုန်လုံးကတိုင်းပြည်ရဲ့ရတနာတွေပါပဲဘယ်သူမှအမိုက်တွေမဖြစ်ပါဘူးဆိုတော့သူများအသက်ကိုရဲရဲဆက်တက်ပြီးသူများကိုဒုက္ခပေးခြင်းမှသာလျှင်အမိုက်ပါသူများအသက်ကိုတတ်တာမကောင်းဘူးဆိုတော့နားလဲပြီးတော့မကောင်းမှုကိုရှောင်မှုစူးစမ်းတာရတနာပါပဲအဲ့တော့ကျွန်တော်တို့ဒီညီငယ်ညီမငယ်တွေပြန်လာကြဖို့ပဲကျွန်တော်တို့တိုက်တွန်းပါတယ်เนาะဒါကတော့ဒီမုံရွာ24ယောက်လူငယ်တွေပြောင်းဝင်လာတာပတ်သက်ပြောတာပါနောက်တစ်ခုကဒီနေ့ပိတ်ကတော့ဒီနေ့ကတော့ကျွန်တော်ရခိုင်နဲ့ပဲပိတ်ကြတာပေါ့ရခိုင်နဲ့ဆိုတဲ့နေရာမှာကြောက်ဖြူပေါ့ကြောက်ဖြူကကျွန်တော်တို့ဒီအတိုင်းပဲကြောက်ဖြူပေါ့ကြောက်ဖြူကဘာနော်ကြောက်ဖြူကသူတို့မီဒီယာတွေမှာဟိုဘက်ကရေးနေကြတယ်ကြောက်ဖြူမီဒီယာကြောက်ဖြူနဲ့ပတ်သက်ပြီးရေးနေကြတာရှိတယ်ပြိုင်စစ်ကေဆိုတာဘာစစ်ကေဆိုလဲဗျာအဲ့ဒီမှာကြောက်ဖြူရဲစကိုင်းဘာဖြစ်ကုန်ပြီညာဖြစ်ကုန်ပြီပေါ့နော်အဲ့ဒါမျိုးပေါ့နော်ဒီနောက်ဆုံးပိတ်တော့မဟုတ်ဘူးဗျာချားတော့ကြာပါသေးတယ်ချားတဲ့နေတော့ဒါပေမဲ့ကြောက်ဖြူနဲ့ပတ်သက်ကျွန်တော်ပြောရမယ်ကြောက်ဖြူမျိုးနာဒီအထိဟိုတဲ့အေးရသူတို့ရောက်လာပြီတဲ့ရောက်နေပြီဆိုသူတို့ကြွေးကြော်တယ်ကြွေးကြော်ပြီးတော့သူတို့တိုက်တာရောက်တော့မယ်ကြောက်ဖြူမျိုးအောင်သူတို့ကတိုက်နေဖိအားပေးနေပြီဆိုရင်သူပြောတယ်ပြီးတော့အဲ့လိုဖိအားပေးနေကြတဲ့စစ်တပ်ကားတဲ့မှာကြောက်ဖြူမျိုးမှာတဲ့ကြောင်းတွေဖွင့်ပြီးတော့ဒီလောက်တိုက်ပွဲတွေဖြစ်နေတော့တဲ့ပြည်သူတို့မညာတာပဲနဲ့စစ်ပွဲတွေဖြစ်နေတော့ပြည်သူတို့မညာတာပဲနဲ့ကြောင်းတွေအတင်းဖိပြီးတက်ခိုင်းနေတယ်ဖိအားပေးပြီးပြောတယ်အဲ့လိုပြောတယ်အဲ့တော့ဟုတ်ပြီကြောက်ဖြူရဲ့အနီးကိုရောက်တယ်လို့သူကပြောရင်ဘယ်လောက်နီးလဲတိုက်ပွဲကဘယ်လိုဖြစ်တာလဲကျွန်တော်အဲ့ဒါကိုပြောချင်တာဒီနေ့ပြီးတော့တစ်ဖက်မီဒီယာတွေမှာဝါဒဖြန့်နေတယ်ဗာလဲဆိုတော့ပြိုင်စစ်ကေဆိုတဲ့ရွာအဲ့ရွာကိုတဲ့နော်အဲ့ရွာကိုရွာရှိတဲ့ရွာရဲ့စစ်တပ်စခန်းကိုသူတို့သိမ်းပိုက်လိုက်တယ်တဲ့စစ်တပ်စစ်သားရောက်90လောက်ထက်မနည်းတေဆုံးပါတယ်စစ်တုံးကအပြည့်မိပါတယ်ဆိုပြီးတော့ဘယ်တော့မှမသိတဲ့ဗီဒီယိုဖောင်ရင်းနဲ့ဘယ်တော့မှမသိတဲ့ဓာတ်ပုံတွေကိုယူပြီးတော့ဝါဒဖြန့်တယ်ဖြန့်တော့ကျွန်တော်အဲ့ဒါကိုကြည့်လိုက်တယ်ပေါ့ဗျာကြည့်ပြီးတော့ဒါတွေကလွဲနေပြီဆိုတော့ကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်ကစုံစမ်းလိုက်တယ်ပေါ့ဘယ်လိုဖြစ်တာလဲစုံစမ်းလိုက်တဲ့ခါကျတော့ကျွန်တော်ဒီမှာမြေပုံနဲ့ပါပြောပါမယ်ဘာလို့ကျွန်တော်လည်းမှားမှာဆိုလို့နော်မြေပုံနဲ့ပဲကျွန်တော်ပြောမယ်ဘာလဲဆိုတော့ကြောက်ဖြူမျိုးကနေပြီးတော့ကြောက်ဖြူမျိုးကိုခင်ဗျား Google မှာရိုက်လိုက်မယ်ဆိုမြေပုံထွက်လာလိမ့်မယ်အဲ့မြေပုံရဲ့အပြင်ဘက်မှာကြောက်ဖြူကနေထွက်လာလို့ရှိရင်နော်ကြောက်ဖြူရံပြေလန်းအဲ့လန်းရဲ့တော့ရှော့ပတ်ထွက်လာလို့ရှိရင်နော်ပတ်ထွက်လာရင်မြစ်ကိုမဖြတ်နိုင်ဥပကြောက်ဖြူရံပြေလန်းတော့ရှော့ထွက်လာရင်ရဲတိုင်ရင်တစ်ခုတွေ့မယ်ရဲတိုင်ရင်တစ်ခုတွေ့လိမ့်မယ်ရဲတိုင်ရင်အမှတ်32တိုင်ရင်တစ်ခုရှိတယ်ကြောက်ဖြူအပြင်ဘက်မှာကြောက်ဖြူမျိုးရဲ့အပြင်နားထိတ်နားမှာရဲတိုင်32ဆိုတာရှိတယ်32ကကြောက်ဖြူမျိုးအစုံနားလေးပေါ့နော်ပြီးရင်အဲ့ဒါပြီးရင်ပြိုင်စစ်ကေဆိုတဲ့ရွာရှိတယ်ပြိုင်စစ်ကေဆိုတဲ့ရွာရှိတယ်အဲ့ရွာနားကိုဒီကောင်တွေလာတိုက်ခဲ့တာအမှန်ပဲဒါပေမဲ့ရဲတိုင်ရင်32အထိတိုက်ဖို့ကြိုးစားတဲ့အချိန်မှာပြန်လန်ကျသွားတယ်ဒီနေ့နောက်ဆုံးရတဲ့ information လန်ကျသွားပြီးနောက်ပြန်ဆုတ်ပြေးသွားတယ်ဆုတ်ပြေးသွားပြီးတော့တက်မတော်ရဲ့စစ်ကြောင်းတွေကရန်ပြဲကြောက်ဖြူလမ်းပေါ်ကြီးအတိုင်းဘယ်ထိသွားလဲဆိုတော့ပြိုင်စစ်ကေဒီဘက်ကဘာလဲဆိုတော့ကျွန်တော်မှဆိုလို့ပေါ့နော်ပြိုင်စစ်ကေနှမ်းဖဲတောင်ရွာအဲ့နာတဝိုက်ထိကိုတက်ကပြန်ပြီးတော့အေးကိုတွန်းထုတ်လိုက်ပြီ
ကြောက်ဖြူကနေအပြင်ဘက်ဖြစ်တဲ့နှမ်းဖဲတောင်ထိကိုတွန်းထုတ်လိုက်ပြီတက်ကအဲ့တော့နှမ်းဖဲတောင်ရဲ့ရှေ့မှာဘာရှိလဲဆိုတော့ထောက်ချန့်တောင်လို့နော်ထောက်ချန့်တောင်လို့ဘာရှိလဲဆိုတော့ဒီဘက်ကမင်းတက်တောင်လို့နော်အဲ့လိုရှိတယ်မင်းတက်တောင်လို့ရှောက်ချိန်တောင်လို့အဲ့လိုတောင်တွေရှိတယ်အဲ့နေရာတွေနဲ့အဓိကမင်းတက်တောင်နာကနော်မင်းတက်တောင်နာမရောက်ခင်ပေါ့နော်မင်းတက်တောင်နာမရောက်ခင်တောင်ချီနာကဒီကန်ဒီဆိုတဲ့ကျောင်းအဲ့ကျောင်းနဲ့အနီးဆုံးနေရာမှာရှိတဲ့ဟိုနေရာတွေမှာနောက်တစ်ခုကဘာလဲဆိုတော့နောက်တစ်နေရာတစ်ခုရှိတယ်ဒါဘာကျောင်းလဲမသိကျောင်းတစ်ခုရှိတယ်စက်မှုတင်တန်းကျောင်းကြောက်ဖြူစက်မှုတင်တန်းကျောင်းအဲ့ကျောင်းသားတွေမှာတောက်ဝိုက်မှာဒီကောင်လေးအေးရဲ့နောက်ပြန်ဆုတ်တာအဲ့နာတီရောက်သွားပြီဆုတ်သွားပြီးသွားပြီပြောရင်တော့ဟိုအဝေးဒီဘက်ကိုပြောင်းသွားတာရမ်းပြကြောက်ဖြူလိုင်းရဲ့ဒီဘက်အတွင်းပိုင်းကိုဒီဘက်ကိုပြောင်းသွားတာကြောက်ဖြူနဲ့မြို့ရဲ့ကြောက်ဖြူမြို့ကြီးရဲ့ဒဲတိုင်းရင်တော့ကြောက်ဖြူမြို့ကြီးကနေမြစ်ကျောင်းတွေမြစ်တွေကိုပတ်ပြီးဒဲတိုင်းရင်တော့ရှင်းပါလေ -15 မိုင်လောက်15-6မိုင်ခဏလောက်အကွာကိုရောက်သွားတာလမ်းကြောင်းတိုင်းသာတိုင်းပဲဆို -10 လောက်ရောက်သွားတာလမ်းတောင်အဲ့တော့အဝေးရောက်သွားတာနော်ဒီပြားတဲ့တောင်တို့ဘာလို့မှဆိုရင်တက်ကရှိတယ်တက်နဲ့အဲ့ဒီဟိုင်းနဲ့စိုင်ထားတော့မယ်ပြားတဲ့တောင်ကနေပြီးတော့ဆင်းလာရင်ကားလမ်းတိုင်းဆင်းလို့ရှိရင်ဒီဘက်မှာဟိုကြောက်ဖြူရမ်းပြလမ်းဆောင်တစ်ခုရှိတယ်အဲ့လမ်းဆောင်နေရာတွေထိအဲ့နေရာတွေရောက်ကြမလို့ပဲဒီဘက်အောက်ကိုဆင်းရင်ထောက်ကျန့်တောင်ဘက်ကိုပြားတဲ့တောင်တွေဒက်ကက်လန့်ဖြတ်ရင်ထောက်ကျန့်တောင်သွားရှိတယ်အဲ့ဒါလမ်းကြောင်းတိုင်းမြစ်ကိုဖြတ်ပြီးတော့ချောင်းလေးတွေဖြတ်ပြီးတော့ကြော်ရင်ထောက်ကျန့်တောင်ရောက်တယ်ကားလမ်းတွေမသုံးဘဲနဲ့ဖြတ်မယ်ဆိုရင်ပေါ့အဲ့ထောက်ကျန့်တောင်တဲ့အဲ့တော့အဲ့မှာခင်ဗျားဟို Google မှာဖက်ကြည့်ညိုစမ်းကုန်းစုံဆိုင်ပါအသားရှိအဲ့နေရာပေါ့အဲ့ဒီရှိတဲ့ရွာရှောက်ချိန်တောင်မင်းတက်တောင်အဲ့ရွာတွေပေါ့အခုမင်းတက်တောင်တို့ဘာလို့တော့တက်ကမရသေးဘူးမင်းတက်တောင်တို့ဘာလို့ဒီရိုက်ဖို့တော့တက်ကစစ်ကြောင်းဆက်ထိုးနေတယ်ထိုးပြီးရှင်းထုတ်နေတယ်ကြောက်ဖြူမျိုးအပြင်ကိုတွန်းထုတ်နေတယ်မျိုးရဲ့ area ရဲ့ mine ဘလောက်အကွာထိပေါ့အဲ့လိုတတ်မှတ်ပြီးတော့တွန်းထုတ်နေတယ်တစ်ဖက်မှာသူတို့ကဘာပြောလို့ရဆိုတော့မလာကျွန်းဘက်ပေါ့မလာကျွန်းဘက်နားထိတက်ကarea မလာကျွန်းဘက်နားထိကို area ဘာလုပ်နေလဲဆိုမလာကျွန်းဆိုတာကမ်းခြေရှိတယ်ဒီဘက်မှာကမ်းခြေကြောက်ဖြူရဲ့ကမ်းခြေပတ်လိုင်းရှိတယ်အဲ့တော့ကြောက်ဖြူမျိုးရဲ့အပြင်ဘက်မှာရှိတဲ့မလာကျွန်းတို့ဘာလို့ဘက်ကိုအထိကိုသူတို့ကမလာကျွန်းတို့ဘာလို့အဲ့မလာကျွန်းနားမရောက်ခင်တရားသင်းရှိတယ်အဲ့တရားသင်းသားထိ area ရောက်တယ်မလာကျွန်းနားရွာတွေထိကိုသူကဝဲလာတယ်ဝင်လာပြီးတော့တိုက်ပွဲမဖော်သေးဘဲနဲ့ကြောက်ဖြူမျိုးအခြေအနေကိုလှမ်းပြီးကဲခတ်တယ်ကြောက်ဖြူမျိုးအပြင်ကရွာတွေရဲ့အခြေအနေကိုလှမ်းကဲခတ်တယ်ကြောက်ဖြူ area ရဲ့မြို့နယ် area ဟိုတွေကဲခတ်တယ်အဲ့တော့မလာကျွန်းနားတွေလှမ်းတွေ့ရင်တော့ကြောက်ဖြူမျိုးနဲ့နီးပြီလို့သူကပြောရင်ပြောမယ်ဒါပေမဲ့ပြန်ပြောရင်ပတ်လေကြီးဖြစ်နေမလာကျွန်းမှာတက်ကလည်းထောက်ထားတယ်တက်နဲ့ထောက်ပြီးတော့ဆိုင်ထားတယ်ဒီဘက်ကဘာလဲဆိုတော့ဟိုပြိုင်စစ်ကေမှာလည်းသူတို့နောက်ကိုဆုတ်ပေးလိုက်ရပြီပြိုင်စစ်ကေမှာနောက်ကိုဆုတ်ပေးလိုက်ရပြီဒီဘက်ကနှမ်းဖဲတောင်ပေါ့နော်နှမ်းဖဲတောင်လို့ခေါ်တဲ့အဲ့တောင်ဘက်မှာလည်းသူတို့ဆုတ်ပေးလိုက်ရပြီဒီဘက်မှာဘာရှိလဲဆိုတော့နှမ်းဖဲတောင်ဒီဘက်မှာရှိလို့ခုနကကျွန်တော်ပြောတဲ့တောင်တွေဗျာကျွန်တော်လည်းမှားကုန်ပြီနော်ထောက်ကျန့်တောင်နားမှာလည်းထောက်ကျန့်တောင်အဲ့ဒီနောက်ကထောက်ကျန့်တောင်နောက်ကဟိုပြားတဲ့တောင်မှာလည်းစိုက်ထားပြီတော့ထောက်ကျန့်တောင်နဲ့ဒီမင်းတက်တောင်နားတစ်ဝိုက်မှာဒီကောင်လေးပြန်စုနေတာအဲ့နာမှာရှိနေတာဆိုတော့ပြောရရင်တော့အဝေးပြဖြစ်သွားပြီအဲ့တော့သူတို့သာရတယ်လို့တစ်ဖက်ကပြောနေပေမဲ့ပေါက်တက်ကရိုက်ပြောနေတာပြီးတော့ထူးခြားတာကဟိုခုနပြိုင်စစ်ကေတို့ဘာမှသူတို့ဘလို့သိမ့်လိုက်တယ်ဘာလဲညာဘာဖြစ်ပြောရင်မဲ့တကယ်တမ်းကျတော့ပြိုင်စစ်ကေတို့ဘာတက်ကပြဲတဲ့အခါမှာအလောင်းတွေပေါ့သူတို့သေဝိုင်းအလောင်းတွေရှိတယ်အလောင်းတွေကဘယ်သူလုံးပြောသေးသေတဲ့အလောင်းတွေတက်ကရတဲ့အခါမှာအဲ့အလောင်းတွေကြည့်တဲ့အခါကျတော့ဝတ်စုံနဲ့စစ်သားဝတ်စုံနဲ့အလောင်းတွေဖြစ်နေတယ်ဆိုတော့ဘလို့ကြောက်လဲဆိုတော့မေးလိုက်တဲ့အခါကျတော့စစ်သားဝတ်စုံနေတယ်သေတဲ့လူတွေကတော့ကျုပ်တွေရခိုင်လေးကြီးပဲဒါပေမဲ့စစ်သားဝတ်စုံနေတယ်အလောင်းတွေမှာပေါ်တယ်အလောင်းတွေမှာမျက်နှာတွေရခိုင်ရုပ်တွေရခိုင်လေးပဲအဲ့တော့သူဘာလို့လဲဆိုတော့area သူတို့တည်တဲ့ခါကျတော့သူတို့လူတွေတည်ထားတဲ့ခါသူတို့တည်တဲ့ခါကျဘာလို့လဲဆိုတော့သူတို့တည်တာကိုသူတို့လူတည်တာကိုတည်တယ်လို့တည်မပြောမခံမယ်နဲ့တည်တဲ့အလောင်းတွေကိုချွတ်ပြီးတော့သူကစစ်သားဝတ်စုံတွေသူအသစ်ပါလာတဲ့စစ်သားဝတ်စုံတွေသူကဝတ်ပေးပြီးတော့အလောင်းတွေမြင်းမြုပ်ခဲ့တာအဲ့တော့ပြောရရင်တော့သူတို့အားလုံးရဲ့အမြင်မှာတော့စစ်သားတွေအလောင်းတွေတည်တယ်ဆိုပြီးတော့မြင်အောင်လို့ဓာတ်ပုံရိုက်ဝါဒဖြန့်ပြီးတော့တင်လိုက်တယ်တကယ်တည်တာအေးတည်တာအခုတည်တာအေးတည်တာအဲ့တော့အဲ့ဖြစ်စဉ်တွေအကုန်လုံးဂျွာကန်တွေကတေချာရှင်းပြတယ်မဟုတ်ဘူးအဲ့ယူနီဖောင်းတွေကိုလဲပြီးတော့အေးတည်တာယူနီဖောင်းတွေလဲပြီးတော့ယူနီဖောင်းအစုပ်ကိုပြန်ချွတ်သွားတယ်ဘာလို့လဲဆိုတော့သူတို့ဟိုမှာနောက်လာမဲ့စစ်သားတွေဝတ်ပြီးဝတ်စုံမရှိဘူးမချွတ်ရသေးဘူးပြောချင်တာကအေး10ယောက်တည်တယ်နောက်အေး10ယောက်စစ်ဖို့အစုတဲ့ခါကျရင်အဲ့ဝတ်စုံမရှိဘူးဒီ10ယောက်ကဝတ်စုံချွတ်လိုက်တယ်ချွတ်ပြီးတော့အေးတော့အေးစုပ်ပေးလိုက်တယ်ဒီ10ယောက်ကိုဘာဝဲလို့ပဲလို့ကိုလုံးကြီးထားလို့မရတဲ့ခါစစ်သားတွေတက်မတော်စခန်းတွေတင်းခိုင်းတာဟိုအိမ်မှာရှိတယ်လေအဲ့လိုဘာလို့မှတောင်ကူလို့အဲ့ရတယ်အဲ့ဝတ်စုံတွေရှိတယ်အဲ့ဝတ်စုံတွေကိုကောက်စုပ်ပေးလိုက်တယ်စုပ်ပေးလိုက်ပြီးတော့အလောင်းတွေကိုမြင်းမြုပ်လိုက်တယ်အဲ့လိုလုပ်တာတဲ့ဆိုတော့ကျွန်တော်အားတင်းသွားတယ်ကျွန်တော်အစထင်နေတာအဲ့လိုမဟုတ်ဘူးခုအဲ့လိုဖြစ်သွားတယ်ဆိုသိသွားတယ်ဆိုတော့တော်တော်လေးတော့သူတို့ဘက်ကလဲလို့ပြောတက်ယူနီဖောင်းကိုမြုပ်ပြီးထားခဲ့တယ်လို့ကျွန်တော်အချမ်းမြင်သိရတယ်ဆိုတော့လက်ခမော်တို့မလာကျုံတို့ဘက်တင်မှာတော့ကြောက်ဖြူနေနေတက်ကတဲပြီးထိုင်ထားတယ်လို့သိရတယ်အဲကြောက်ဖြူရမ်းမဲလန်းတစ်လျှောက်မှာနှမ်းဘဲတောင်ကြီးတက်ကထိမ့်ပြီးသွားပြီဒီဘက်ကဟိုအထိဟိုပြန်ထောက်ထားပြီးတော့ပြိုင်စစ်ကေတို့ကတော့ AC ပဲဖြစ်သွားပြီအဲ့တော့လမ်းတစ်လျှောက်လုံးတက်ကပြန်ပြီးတော့စစ်ကြောင်းတွေထောက်ပံ့ရေးလမ်းကြောင်းတွေပြန်ပွင့်သွားပြီလို့အချမ်းမြင်သိရပါတယ်အဲ့တော့သဘောကတော့အေးတွေပြောတဲ့သူတို့နိုင်နေပြီဆိုတော့ဟုတ်လားလို့မေးရင်တော့ခင်ဗျားတို့ကိုယ့်အကိုစဉ်းစားကြကျွန်တော်ကတော့အများကြီးပြောလို့ဘူးကြောက်ဖြူတိုက်ပွဲတွေရဲ့အချမ်းမြင်ကျွန်တော်သိရတာဖြစ်ပြတာပါအဲ့တော့ဒါကတစ်ခုပေါ့အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဘာလဲဆိုတော့ပိတ်လေးပေါ့ခုနကကျွန်တော်ပြောတဲ့ပိတ်မယ်ဆိုတော့ပိတ်ပါခုဒါကတော့တကယ်ပိတ်ပြီဘာလဲဆိုတော့ကုလသမဂ္ဂရဲ့စားနပ်ရိက္ခာရေးအစီအစဉ် One Food Program ရဲ့လုပ်ရဆိုးပေါ့နော်အဲ့ဘာလဲဆိုတော့အဲ့ One Food Program ကနေပြီးတော့ तू က
ဒီငလျင်တန်းတဲ့ပြည်သူတွေကိုကူညီပါမယ်ဆိုပြီးတော့သူကဘသူ့ကိုတုံးလဲဆိုတော့ Future Light Youth Development Organization ဆိုတဲ့ FLYDO ဆိုတဲ့ဒီအနာဂတ်အလင်းနဲ့လူငယ်ဖွံ့ဖြိုးရေးအသင်းအဲ့ဒီအသင်းကနေတဆင့်စကိုင်းတိုင်းဒေသကြီးတွေကိုမှရှိတဲ့ငလျင်တန်းတဲ့ပြည်သူတွေကိုကူညီပါမယ်ဆိုပြီးတော့သူက WFP ရဲ့ပတ်စံလူငွေတွေနဲ့ပတ်စံနေနဲ့အိမ်တော်စုပေါင်းများစွာအတွက်ပေါ့နော်အိမ်တော်စုပေါင်း11000ကျော်အတွက်နော်အိမ်တော်စုပေါင်း11000ကျော်အတွက်ကြေးရွာပေါင်း38ရွာအိမ်တော်စု11000ကျော်အတွက်ပတ်စံနေနဲ့ထောက်ပံ့ငွေတွေပေါ့နော်သိန်းပေါင်းဘယ်လောက်လဲဆိုတော့တိန်ကိုအိမ်တော်စုတစုကို3သိန်းခွဲကျပ်နှုန်းနဲ့ကျပ်သိန်းပေါင်း3000နဲ့8000လောက်ရှိတယ်ပမာဏကို WFP ကဖြန့်တာဘယ်သူကဖြန့်တယ်ပတ်စံဖြန့်တယ်ဆိုတော့ Future Light Youth Development Organization ဆိုတဲ့အဖွဲ့ကနေဖြန့်တာဒါပေမဲ့ပြဿနာအဲ့ဒီဖြန့်တဲ့ဟာတွေကတကယ်ငလျင်တန်းတဲ့ပြည်သူတွေလက်ထက်မရောက်ဘဲနဲ့မုံရွာနာတော့မှာအကြက်ဖက်တွေလုံနေတဲ့ PDF တွေအကြက်ဖက်ရွာတွေစီကိုတွားဖြန့်လိုက်တယ်အဲ့လိုဖြန့်တာတဲ့ဆိုတော့ဒီ FLYDO ဆိုတဲ့အဖွဲ့ကနေတစ်ဆင့်World Food Program တွေထောက်ပံ့တဲ့အဲ့ဒီငွေတွေကငလျင်တန်းပြည်သူစီကိုမရောက်ဘဲနဲ့အခုနအကြက်ဖက်သမားတွေရှိတဲ့ရွာကြေးရွာအကြက်ဖက်သမားရှိရွာတွေစီကိုအကြက်ဖက်သမားတွေစီကိုရောက်ကုန်တယ်ဘယ်လိုရောက်ကုန်မှမသိဘူးအဲ့တော့ဘယ်သူလက်ချက်လဲတော့ကျွန်တော်မသိဘူးရောက်ကုန်တယ်ရောက်ပြီလဲပြောအဲ့ဒီငွေတွေကကြေးရွာ38တတ်မှတ်ထားတဲ့ရွာတွေစီမရောက်ဘဲနဲ့ PDF စီလက်ထက်ရောက်သွားလို့ရောက်သွားပြီးတော့ IPT အဲ့ငွေတွေနဲ့သူတို့ကမဲဂွင်တက်နေလို့ကြားတယ်အဲ့တော့ဒီကိစ္စကပတ်သက်ရင်တော့ NGO INGO တွေကမယိုးသားမှုကထင်ရှားတာပေါ်လာတယ် INGO NGO တွေကတကယ်တော့ကျတော့နိုင်ငံတကာကူညီမှုတွေကနေပြည်တော်ကူညီတယ်ဆိုတော့အတက်တော်မခံမဲနဲ့စကိုင်းကိုကူညီတယ်မှန်တလေးကူညီတယ်ပဲပြောတာငလင်းနဲ့ပတ်သက်ပြီးလဲပြီးတော့ဘသူရှိသွားလဲဆိုတော့ခုန PDF တို့ဘာလို့ညာလို့စီသွားတယ်နော်ဟိုတလောကနော်နိုင်ငံရေးသမားကြီးပေါ့နော်နာမည်နှလုံးနဲ့88ကတက်ရောက်သူကပြောတယ်ကျွန်တော်တို့ဘယ်ကိုသွားလူမှာစကိုင်းကိုသွားလူတာပါညာသူလူတဲ့ပတ်စံတွေနောက်ခံ background ဘယ်ရလာလဲဆိုတော့တိုင်ဝမ်ရှိသူတွေကမစစ်ဆေးလို့စစ်ဆေးရင်ခင်ဗျာပေါ်လာမှာအဲ့လိုမျိုး NGO INGO တွေကသူတို့ကဒီ PDF တွေစီကိုထောက်ပံ့ဖို့အတွက်ခေါင်းစဉ်မျိုးစုံတက်ပြီးတော့လှုပ်ရှားမှုတွေရှိနေတယ်ဆိုတော့ဒါအထောက်အထားတစ်ခုထွက်လာတယ်ကြည့်ပြီးတော့ကျွန်တော်တော်စိတ်တော့မကောင်းပါဘူးတကယ်ဒုက္ခရောက်တဲ့သူတွေကိုလက်ထက်မရောက်ဘဲနဲ့ PDF တွေလက်ထက်ရောက်သွားတယ်ဆိုတော့ဗျာစဉ်းစားကြည့်ပါဗျာဖြစ်တယ်လားမဖြစ်တယ်လားဆိုတော့ခင်ဗျားတို့ကိုယ့်ကိုစဉ်းစားပါလို့ပြောရင်းနဲ့ဒီနေ့ရဲ့ဟိုတော့ဒီလောက်နဲ့သုံးသပ်ပါတယ်ဒီနေ့ရုပ်သံနောက်ကျသွားတော့လဲအားလုံးနားလည်ပြီးတောင်းပန်ပါတယ်ပြီးတော့ကျွန်တော်ရုပ်သံတွေကိုကြည့်တဲ့အခါမှာ NP News website မှာကြည့်မရရင် nssmy.com ဆိုတဲ့ website မှာသွားကြည့်ပါပြီးတော့ NSS မြန်မာဆိုတဲ့ Telegram NSS မြန်မာ search bar မှာရှာလိုက်ပါ NSS မြန်မာဆိုပြီးတော့ Telegram မှာရိုက်ရှာလိုက်ပါရှာပြီးအဲ့ဒီ Telegram ကနေတစ်ဆင့် nssmy.com website ကိုသွားကြည့်ပါအဲ့ဒီမှာဗီဒီယိုတွေတင်ပေးနေပါတယ်အဲ့ဒီမှာတော့ကောင်းကောင်းမကြည့်လို့ရလိမ့်မယ်ယူဆပါတယ်အဲ့ဒါလေးပြောရင်းနဲ့အားလုံးပဲကိုယ်ရည်သားရှိပါတိုက်ပြည်ကိုစေနာမထားပါသက်သာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တက်ဖြတ်နေကြတာကိုလက်ခုလက်ဝါးတီပြောနေတဲ့လူမိုက်လူရန်ကလူသက်အချမ်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လဲမေးခွန်းတော့ဘာလို့ပြောရင်းနဲ့ခုနိုင်ပါ